ဖယားယရဏတရားယရဏသံဃာယရဏဒီဟုသောယရဏတော်မြတ်သုံးပါးတို့နှင့်ဆရာသခင်ကျေးဇူးရှင်မောဂုတ်ဆရာတော်ဖျားကြီးဤဉာဏ်တော်အားဤမှန်း၍ရှခိုးပူဇော်ဖူးမြော်မှလျော့ကြော့ရရသောယရဏတရားပူဇဝန္တကာမဝဆရကုသိုလ်ကံစေရနာသရပညာဝိရိယတို့ကြောင့်မိမိတို့လိုရှိအားတောင်းတအပ်ပန်းစင်အပ်သောမအိုမသေးအမြဲနေသောနိဗ္ဗာန်သို့၎င်းဒုက္ခခါသိမ်ကင်းပြငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာဗုဒ္ဓအလောင်းတတ်တို့ဤချုပ်ရာငြိမ်းရာသိမ်ရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အားထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်သည်လင်းမြန်စွာမဲ့ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သည်ဖြစ်စေနှစ်သက်တဲ့ဣရိယာပုတ်သတ္တောင်တတ္တာရှိတဲ့ကိုနေဟန်ထားနဲ့နာဂတရားနာကြဉာဏ်ကခန္ဓာလှဲ့ကြဟောလိုက်တဲ့တရားမှန်သည်မှန်သည်ခန္ဓာနဲ့တိုက်ဆိုင်စစ်စေဟောပြန်မှန်မြန်တော့လည်းပဲအကျိုးရှိတယ်မရှိတယ်ဝေဖန်သုံးသပ်အကျိုးရှိသည်တော်မှလည်းပဲပြစ္ဆုတ်ပန်တန်တရားလောကီလောကုတ်မိမိသူတပါးနှစ်ဖြာသောကျိုးစည်းပွားနဲ့ပြည့်စုံရလားလို့စီစစ်ဟုတ်လဲဟုတ်တယ်မှန်လဲမှန်တယ်ကျိုးလဲရှိတယ်အကျိုးအဖြစ်လဲပြည့်စုံတယ်ဆိုရင်ဒီအကျင့်ဒီဓမ္မကိုယ်တန်တန်ကိန်းဝအောင်ဖြင့်ကျင့်ကြံကြိုးကုပ်အားထုတ်ယူမယ်ဆိုတဲ့စိတ်စံတာအာတိတာပြင်းပြင်းပြပြနဲ့တရားနာကြသာသနာတော်နှစ်2559ခုနှစ်စင်ကာပူနိုင်ငံဓမ္မမောင်နှမများအဖွဲ့နဲ့တတ္တတရားထက်တန်ကြကုန်သောအမျိုးကောင်းသားအမျိုးကောင်းသမီးတစုတို့ကမြို့တော်လေးပြင်းရရှိခွင်းကနိဗ္ဗာန်ရောက်ကြောင်းတရားများနာယူမှတ်သားလိုကြကုန်သောဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့အတွက်ကောင်းမြတ်သည့်မနတိကာရဖြင့်ကျင့်ပပြုလုပ်အပ်သောအကျိန်200မြောက်စခန်းပွဲကြီးအမတဒါနဓမ္မဒါနတရားအလှူပေးပွဲကြီး၌မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မခန္ဓာများဆရာထားပြီးတော့ဦးဇင်းတို့နဲ့တကွာအခုတရားနာလာကြကုန်သောအမိဖညီကိုမောင်နှမအပေါင်းတို့အားအဘယ်ဆင်းရဲတန္တရာဆင်းရဲကကြွအောင်လော့အောင်ကဲ့တင်သွားတော်မူတဲ့ကျေးဇူးတော်ရှင်အက္ခမဟာဗန္တိတမောဂုတ်ဆရာတော်ဘုရားကြီးခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဟောကြားသွားတဲ့တရားဓမ္မများဥထိတ်ထားပြီးအဲ့ဒီဥပနိဒယအတိုင်းပဲတရားနဲ့ပဲကျေးဇူးစัจကြပါစို့ဆိုတော့ဘဝတစ်ခုကိုကြည့်တဲ့အခါကိုယ်ဘဝကိုပဲကြည့်ကြည့်သူများဘဝကိုပဲကြည့်ကြည့်တယောက်နဲ့တယောက်ဟာကျေးဇူးကံကျေးဇူးစားတွေဖြစ်နေတတ်တယ်တခါတလေကြတော့ကိုကသူ့ကိုကျေးဇူးပြုတော့ကိုကကျေးဇူးရှင်သူကကျေးဇူးကံတခါတလေကြတော့သူ့အကူညီကိုကိုကယူရတဲ့အခါသူကကျေးဇူးရှင်ကိုကကျေးဇူးခံကိုကပဲဘဝတစ်လျှောက်လုံးကျေးဇူးရှင်ကြီးဖြစ်နေတာမဟုတ်ဘူးကိုကပဲဘဝတစ်လျှောက်လုံးကျေးဇူးခံကြီးပဲဖြစ်နေတာမဟုတ်ဘူးတခါတလေကိုကကျေးဇူးရှင်တခါတလေကိုကကျေးဇူးခံဥပမာဆိုကြပါစို့
ကိုကငယ်စဉ်တောင်ကြီးကလေးဘဝတုန်းကအမေမေအဖေအမေထံလက်ဖြံတောင်းမုတ်ဖို့ကြောင်းဖို့တောင်းရတဲ့အခါအဖေမေတွေကကျေးဇူးရှင်ပါပဲကိုကကျေးဇူးခံပါပဲကိုကအသက်ရွယ်ကြီးရင်လာတဲ့အခါမိအိုဖအိုတွေကိုနိုင်စွမ်းသလောက်လှုပ်ကြွေးသမှုပြုရမယ်အဲ့ဒီချိန်ကျတော့ကိုကကျေးဇူးရှင်မိဘကကျေးဇူးခံကျေးဇူးတရားနဲတာများတာကိုပြောတာမဟုတ်ဘူးနော်မှန်ပါဗျာနဲတာများတာကိုပြောတာဟုတ်ရဲ့လားဟုတ်ပါဗျာနဲတာများတာနဲ့ပြောရင်တော့အမေမိဘကျေးဇူးတရားကိုပြန်လှုပ်ကြွေးတာဘယ်မှီနိုင်ပါမလို့မှန်ပါဗျာသို့ပေမဲ့ကိုကလှုပ်ကြွေးသမှုပြုတဲ့အခါကိုကကျေးဇူးရှင်ကိုရဲ့လှုပ်ကြွေးပြုစုမှုကိုခံနေရတဲ့မိဘတွေကကျေးဇူးခံပဲအဲ့တော့ကိုကကျေးဇူးခံဖြစ်လာတဲ့အခါကျေးဇူးရှင်တွေကိုအကျိုးများအောင်တုံ့ပြန်တတ်ရတယ်အဲ့လိုတုံ့ပြန်တတ်မှလည်းပဲကျေးဇူးကြွေကြည်တယ်ကျေးဇူးဆက်ရရောက်တယ်အဲ့တော့အဲ့ဒီကျေးဇူးရှင်နဲ့ကျေးဇူးခံကိုစကားလုံးလေးရွှေ့ပြီးပြောရင်အလှဘေးနဲ့အလှခံလို့ခေါ်တယ်။ဘာနဲ့ပါတော့အလှဘေးနဲ့အလှခံပါဗျာ။တရားဓမ္မတို့ကစွန်းနေကွန်းနေကြွေးတယ်လှူတယ်။အဲ့တော့တရားဓမ္မတို့ကအလှဘေးပေါ့။ဦးစင်ကအလှခံပေါ့။အရာစကားနဲ့ပြောရင်တရားဓမ္မတို့ကကျေးဇူးရှင်ပေါ့။ဦးစင်ကကျေးဇူးခံပေါ့။တရားဒေသနာများဟောရတဲ့အခါဦးစင်ကအလှပေးပေါ့တရားဓမ္မတို့ကလှူခံပေါ့အရာစကားနဲ့ပြောရင်တရားဟောတဲ့အချိန်မှာဦးစင်ကယေရှုရှင်တရားဓမ္မတို့ကယေရှုခံဆိုတော့လောကမှာအလှပေးနဲ့အလှခံယေရှုရှင်နဲ့ယေရှုခံဟာတလဲစီတရားဓမ္မတို့တပြောင်းတပြန်စီဖြစ်နေတတ်တယ်လို့သိပြီးတော့ငါကကြီးပဲယေရှုရှင်ဆိုပြီးတော့လက်မထောင်ခြင်းနဲ့စိတ်မာနတကွန်လှူခြင်းနဲ့ထူခြင်းနဲ့စိတ်ကလေးကိုဘေးဖယ်လိုက်ကြတော့တခါလေကိုကသူတစ်ပါးအကူညီလိုခြင်းနေရင်ကိုကအလှူခံပဲကိုကကျေးဇူးခံပဲလို့သိစေခြင်းတယ်အဲ့တော့တကယ်လို့များကိုကအလှူခံဖြစ်နေတဲ့အချိန်ကျေးဇူးခံဖြစ်နေတဲ့အချိန်မှာကိုကိုလှူတဲ့ကိုကိုကျေးဇူးပြုတဲ့ပုံကိုယ်တွေအကျိုးများအောင်နေထိုင်တတ်ဖို့တော့လိုတယ်အဲ့ဒါကိုကိုမြတ်သောအလှခံဖြစ်အောင်နေနီးလို့ခေါ်တယ်။ပါတယ်တော့မြတ်သောအလှခံဖြစ်အောင်နေနီးပါဗျာ။အလှခံဆိုကြတဲ့သူများလှူတာကိုသုံးဆောင်နေရတာပဲ။သူများကကျေးဇူးရှင်ပါပဲကိုကကျေးဇူးခံပါပဲ။သို့ပေမဲ့ကိုကလှုပ်တတ်ကင်တတ်မဲ့ဆိုရင်ကိုကူညီတဲ့ပေးတဲ့ကမ်းတဲ့ပုဂ္ဂိုလ်တွေအစရာထောင်သိမ့်တဲ့အကျိုးများသွားအောင်ရွတ်ဆောင်နိုင်စွမ်းရှိတယ်။အဲ့လိုရွတ်ဆောင်နိုင်စွမ်းရှိတဲ့အစွမ်းတတ္တိရှိအောင်ကိုကျင့်သုံးနေထိုင်ခြင်းကိုမြတ်သောအလှခံဖြစ်အောင်နေထိုင်နည်းလို့ခေါ်တယ်။ပါတယ်တော့မြတ်သောအလှခံဖြစ်အောင်နေထိုင်နည်းပါဗျာ။ဒါပြန်ဒီနည်းဟာတရားဓမ္မတို့နဲ့ကမဆိုင်ဘူးလား။ဆိုင်ပါတယ်ဗျာ။ဘာလို့တရားဓမ္မတို့လည်းတစ်ခါတလေအလှခံပုဂ္ဂိုလ်ဖြစ်နေတာကိုနေ့လည်းကတရားပွဲလေးပြီးသွားတဲ့အခါတန်းစီပြီးတက္ကရာရှိပိုင်းကအမျိုးရှေ့ဆုံးကသံဃာတော်တွေနောက်ကအမျိုးသားယောဂီတွေသူ့နောက်ကမှအမျိုးသမီးယောဂီတွေတတိလေးနဲ့ချပြီးတက္ကရာဟိုမှာဆွမ်းရှင်ကွန်းရှင်တွေဝေယဝိဇ္ဇကုသိုလ်ရှင်တွေပြုပြင်စီမံထားတဲ့အာဟာရဖုံးပေးသုံးဆောင်ဖို့သွားကြတော့ကိုကဘာတော့လူကဒါဖြင့်မြင့်မြတ်စင်ကြယ်တဲ့အလှခံဖြစ်အောင်နေနီးထိုင်နီးဟာဘုန်းကြီးများယဟန်တော်များနဲ့ဒါသက်ဆိုင်တာမဟုတ်တရားဓမ္မတို့နဲ့လည်းသက်ဆိုင်နေတာပဲကိုကအသက်ရွယ်ကြီးရင်လာတဲ့အခါအမေဖြစ်တဲ့ပုဂ္ဂိုလ်အသက်ရွယ်ကြီးလာတဲ့အခါသားရီသမီးရလှုပ်ကြွေးသမှုပြုပြီးတော့သူတို့လစာရိတ်ခါလေးနဲ့ချက်ပြုတ်စီမံထားတာလေးများကိုကသုံးဆောင်နေမယ်စားနေမယ်သားရီသမီးတွေဝယ်ပေးတာများဝတ်နေမယ်ဆိုကိုတိုင်းပင်လည်းရင်ပါတဲ့တော့အလှခံမယ်ဥပ္ပိတုံးထားတာပါသလားသင်္ကန်းမယုံရပေမဲ့ကိုတိုင်းပါတဲ့တော့အလှခံမယ်တကယ်ချင်းမိတ်ဆွေနဲ့တွေ့ပြီတကယ်ချင်းငါမောဟင်္ဂါကျွေးမယ်ဆိုတော့သူ့အာနာလိုပဲလိုက်စားရသူကျွေးတာကိုစားနေရရင်ကိုဟာပါတော့လူခံအလူခံဆိုရင်
စကားဖလဲပြောလိုက်တော့ကျေးဇူးခံဆိုရင်ကျေးဇူးရှင်ကိုတုံ့ပြန်တတ်ဖို့တော့လိုတယ်အဲ့တော့တစ်ဖက်သားကျေးဇူးရှင်တွေအလှပေးတဲ့ပုဂ္ဂိုလ်တွေအကျိုးများအောင်ဒီဘက်ကဦးစင်လေးများကောအားလုံးပေါ့လေဘယ်လိုများနေရထိုင်ရမလဲဆိုတာဘုရားရှင်ကိုတော်မြတ်ကြီးအင်္ဂုတ္တရနိကေများမှာဟောထားတာရှိတယ်ခိတ္တသုံးလို့ခေါ်တယ်လေမြေကောင်းပေါ့နော်ဘုရားရှင်ကိုတော်မြတ်ကခြေသားတို့လောကမှာခန္ဓာရနေပြီဆိုမှဖြင့်ကိုတတ်ကျွမ်းတဲ့ပညာရှိတယ်လို့ကိုမတတ်ကျွမ်းတဲ့ပညာလည်းရှိတယ်ကိုလုံနိုင်တာရှိတယ်လို့ကိုမလုံနိုင်တာလည်းရှိတာပဲအဲ့တော့ကိုလုံနိုင်တဲ့လုံတဲ့သူတစ်ပါးကိုကူညီပေးနေတဲ့အချိန်မှာကိုကအလှပေးပုဂ္ဂိုလ်ပါပဲကိုမလုံနိုင်တာလေးကိုတစ်ဖက်သားစီကအကူညီယူနေရင်ကိုဟာအလှကံပုဂ္ဂိုလ်ပါပဲအဲ့လိုအလှကံပုဂ္ဂိုလ်ဖြစ်ရင်တော့ကိုကူညီတဲ့အလှပေးပုဂ္ဂိုလ်တွေစရာထောင်သိမ့်သန်းအကျိုးများအောင်ရွတ်ဆောင်တတ်ဖို့တော့လိုတယ်အဲ့လိုရွတ်ဆောင်တတ်ခြင်းရင်မင်းတို့လေယာမြေကောင်းသဖွယ်ကျင့်ရမယ်ပါတယ်တော့လေယာမြေကောင်းသဖွယ်ကျင့်ရပါဗျာလေယာမြေကောင်းသဖွယ်ဆိုတော့လေယာမြေဇိုးဆိုတာဘယ်လိုလဲလို့မင်းတို့အရင်သိထားအဲ့တော့လေယာမြေဇိုးအရင်ပြောမယ်ကွာအခုပြောတဲ့အချက်8ချက်နဲ့ပြည့်စုံရင်ဒါဟာလေယာမြေဇိုးဖြစ်တယ်လေယာမြေကောင်းလားလေယာမြေဆိုးလားလေယာမြေဆိုးပါဗျာအဲ့ဒီလေယာမြေဆိုးနေပြီညံ့နေပြီဆိုရင်ဘလောက်မျိုးစားကောင်းတဲ့မျိုးစိတ်ဘလို့ပဲကျဲနေဘလောက်မြေဩဇာထက်သန္တာတွေကိုဓာတုဗေဒနည်းနဲ့ဘလို့ပဲဖြန်းနေထဲ့နေလေယာမြေဆိုးကြီးကိုဒကာဒကမတို့မျိုးကောင်းမျိုးတတ်နေဘလို့ပဲစိုက်စီးပွားတကားတကားမကြီးပွားเสียတိုးတက်เสียပြန်ပြူးเสียအကျိုးများเสียမမြင်ဘူးဟေမျိုးမတန်ဘူးလားလို့မေးတော့ဘယ်နဲ့တော့နာဓာမြေဩဇာတွေဘာတွေကမထဲဘူးလားထဲသလားလဲကိုကမကောင်းလို့လဲမြေကိုကဘာတော့အဲ့ဒီလိုပဲလူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေကတရားဟောခါမကြီးတွေတကားတကားမလို့အာယုံတွေတကားတကားနေလဲစားတွေအချိုးပွဲတွေလက်ဖက်ရည်တွေကော်ဖီတွေရေသန့်တွေအမျိုးဖုံပုံစေတနာတရားတရားထက်တန်နဲ့လှူပင်လှူညာတော့လဲပဲသုံးဆောင်နေရတဲ့အလှူကံပုဂ္ဂိုလ်တွေကအခုပြောမဲ့အချက်၈ချက်နဲ့များပြည့်စုံနေရင်ဟောဒီ၈ချက်နဲ့များကိုယ်တန်တန်ညှိနေတယ်ဆိုရင်တကားတော့အကျိုးများတဲ့သလားများပါဘာလို့ဆိုကိုကလေယာမြေကောင်းနဲ့တူလို့လားမတူလို့ဒါကြောင့်အလုံးသောတကားတကားမောက်လေယာမြေကောင်းသဖွယ်ဖြစ်အောင်ကျင့်ဖို့ဘုရားကသွန်သင်တယ်လေယာမြေဇိုးဆိုတာဘယ်လိုအချက်တွေနဲ့ရှိသလဲဆိုတာလည်းဘုရားကထုတ်ဖော်ဟောကြားတော်မူတယ်ခြေသားတို့မင်းတို့လေမြေကြည်စမ်းအဲ့လေမြေဟာမြင့်တဲ့နေရာနဲ့နှိမ့်နေရာနဲ့ကုန်းဆောင်ကြီးဖြစ်နေမယ်ဆိုရင်အဲ့ဒါလေယာမြေဇိုးပဲကွာကုန်းဆောင်ကြီးဖြစ်နေရင်ပါတယ်တော့လေယာမြေဇိုးပါဗျာအောင်ရည်တင်လို့ရသေးသလားမရပါဘူးနှိမ့်တဲ့နေရာရည်တွေကုန်စီးသွားမှာမြင့်တဲ့နေရာကအောင်ရည်မိမှာမဟုတ်ဘူးဒါကတော့တခြားကောက်ပဲသီးနှံစိုက်တာမဟုတ်လေကိုပြောတာနော်မှန်ပါအဲ့တော့ကုန်းဆောင်ကြီးဖြစ်နေတဲ့လေဟာလေယာမြေစိုးပဲဘလောက်ပဲကောက်ပဲသီးနှံမျိုးကောင်းမျိုးတန့်နေစိုက်နေပေမဲ့အဲ့ဒီနေရာမှာစိုက်ပြိုးတာဟာဘလောက်ပဲလုံးလဥဒ္ဒဟာတွေထဲ့နေပေမဲ့အောင်မြင်ကြီးပွားသင့်သလားကြီးပွားဘူးဒါဖြင့်လေယာမြေစိုးရဲ့ပထမအချက်ကကုန်းဆောင်ကြီးဖြစ်နေတာပဲအေးအလားတူပဲမင်းတို့အလှကံသူများကြွေးတာမွေးတာကိုအလှကသုံးဆောင်နေအလှကံပုဂ္ဂိုလ်ဖြစ်နေပြီသူများတွေခင်းတာကျင့်ထားတဲ့နေရာမှာဦးဇင်းတို့အလွယ်တကူလေးနေလိုက်တယ်ခင်းတာကျင့်ထားတဲ့ပုဂ္ဂိုလ်အလှပေးတဲ့ပုဂ္ဂိုလ်ဦးဇင်းတို့ကဘာတော့ချက်တာပြုတ်တာလေးဦးဇင်းတို့ကသွားပြီးသုံးဆောင်ကြရတယ်သူတို့ကဘာတော့ကိုကဘာတော့ဒါပြင်ကိုကလူကံပုဂ္ဂိုလ်ဖြစ်နေလေယာမြေစိုးလို့မလုံနဲ့နော်အဲလေယာမြေစိုးဆိုတာဘာတော့ဆိုတော့မင်းကွာမင်းတန်တမှာတရားနာပိတကလမကောင်းတဲ့မိစ္ဆာဒိဋ္ဌိတွေကိုမဖြုတ်ဖဲနဲ့မင်းတန်တမှာဒီခန္ဓာကိုယ်ကြီးငါလို့ထင်နေတယ်တက္ကာယမိစ္ဆာဒိဋ္ဌိတက္ကာယမိစ္ဆာဒိဋ္ဌိတက္ကာယဒိဋ္ဌိဟာမိစ္ဆာဒိဋ္ဌိပဲမိစ္ဆာဆိုမှားယွင်းတော့ပေါ့
ဒါပြန်တက္ကရာဒိဋ္ဌိကတခြားလားမိစ္ဆာဒိဋ္ဌိလားမမြဲတာကြီးဘာလို့ထင်လဲမြဲတယ်လို့ထင်တယ်သတ္တရဒိဋ္ဌိကလည်းအမှန်လားအမှားလားအမှားမိစ္ဆာယူတာကဒိဋ္ဌိပေါင်းလိုက်တော့မိစ္ဆာဒိဋ္ဌိအဲ့ဒီမင်းတန်တမှာအသက်ရွယ်အပြင်ကြီးခြင်းလဲကြီးနေလိမ့်မယ်အတန်းပညာတတ်ခြင်းလဲတတ်နေလိမ့်မယ်မင်းရင်ထဲမှာတက္ကရာဒိဋ္ဌိမဖြုတ်ထားဘူးဆိုရင်အဲ့ဒါကုံဆောင်ကြီးနဲ့တူတယ်။မာကြီးနဲ့တူတယ်။ဘာလို့တက္ကရာဒိဋ္ဌိမဖြုတ်ထားတဲ့ပုဂ္ဂိုလ်ကဒီခန္ဓာငါလို့ထင်နေတော့တယောက်သောပုဂ္ဂိုလ်ကကိုယ်ကိုဝေဖန်လို့ရှိရင်ငါဝေဖန်ရသလားဒေါနဲ့မောနဲ့တယောက်သောပုဂ္ဂိုလ်ကကိုယ်ပခုံးရှင်တိရှင်ပြီးထင်ငါမင်းကစောကားတာလားဒုက္ကိုင်ဓာကိုင်ကိုယ်အတွက်စီးပွားကြီးပွားလေးရပေါက်ရန်လန်းရှိငါကြီးပွားဖို့အတွက်ဘယ်သူမျက်နှာမှမထောက်ဘူးဆိုတော့အမှားနဲ့အမှန်ဘယ်ဟာတွေလောက်ကြပါလိမ့်အမှားနဲ့အမှန်ဘယ်ဟာလောက်ပါလိမ့်ငါဆွဲပြင်းထန်လာလေအမှားများလေပဲအမှားများလေဇောက်ထိုးကြလေပဲဒါပြင်ဇောက်ထိုးကြတယ်ဆိုတာညီနေလို့လားစောင်းနေလို့လားဒါပြင်တက္ကရာဒိဋ္ဌိမဖြုတ်ထားတဲ့ပုဂ္ဂိုလ်ဟာလယ်နဲ့ပြောတော့ကုန်းဆောင်ကြီးနဲ့တူတယ်။ဘာကြီးနဲ့တူကုန်းဆောင်နဲ့တူတဲ့လယ်မှာဘလောက်မျိုးကောင်းမျိုးသန့်စိုက်အောင်မြင်စရာကြောင်းအေးအလားတူပဲဒိဋ္ဌိမဖြုတ်ထားတဲ့ပုဂ္ဂိုလ်ကိုလှူရင်တန်းရင်အကျိုးများသင့်သလားများဘူးအကျိုးမပေးဘူးလို့ပြောတာလားအကျိုးများသင့်သလားမများဘူးပြောတာလားဒီပုဂ္ဂိုလ်ကဘာမဖြုတ်ထားလို့ဒိဋ္ဌိမဖြုတ်တော့ငါဆွဲရမလားဘူးလားဒီနေ့ကြည်ညိုလို့သွားပေမဲ့သူကတစ်ဖက်လှည့်ပြီးတော့ငါတွေ့လားလှူကြတာတန်းကြတာလို့ကြွားနေကိုရင်နဲ့ထောင်းကနေဒေါသဖြစ်အောင်မယ်ပြန်ပြောမယ်နားထွေးသွားမစို့လို့ကိုကသွားပြီးလှူလိုက်ပါတဲ့တရားတရားထက်တဲ့တန်တန်နဲ့ဟိုပုဂ္ဂိုလ်ကငါဆွဲမဖြုတ်ဘူးငါဆွဲမဖြုတ်တော့ကိုမပြန်သေးခင်သူ့နောက်ကတပည့်တပန်းတွေကိုလှည့်ပြီးတွေ့တယ်မလားငါဖုံးငါကန်ငါကြွားတာဝါတာလေးများကိုကတစွန်းတစနဲ့များကြားလိုက်ရင်စိတ်ထဲဘယ်နဲ့နေမယ်မှန်မှန်ပြောစိတ်ထဲဘယ်နဲ့နေမယ်ဟာကြွားလာကြည်လားမရင်ကြီးပြောတာပေါ့ရင်ထဲကတော့အထင်ရဘယ်နဲ့တော့သေးသွားပြီထင်သေးသွားတယ်ဆိုတော့ခုနလိုကြည်ညိုစိတ်နဲ့လာနေတဲ့စိတ်ကလေးကနောက်ကျသွားတယ်အဖြူမှဘာရောသွားလဲအမဲရောရင်ကြိုးပေးတန်သင်းသလားလာတော့ကတော့ဖြူဖြူစင်စင်ကြဲကြဲနဲ့စွန့်လွတ်ပြီးလှူမလို့လာတာပဲတစ်ဖက်သားကဒိဋ္ဌိမဖြုတ်ထားတဲ့အတွက်အဖြူမှဘာရောသွားလဲအကျိုးများသင်းသလားဒါဖြင့်ဒိဋ္ဌိမဖြုတ်ထားတဲ့ပုဂ္ဂိုလ်ဟာကုံဆောင်ကြီးနဲ့တူတယ်ကုံဆောင်လယ်မြေနဲ့တူတယ်ဘလောက်မျိုးကောင်းမျိုးသန့်တွေစိုက်ချအောင်မြင်သင့်သလားမအောင်မြင်ဘူးဒါဖြင့်မိဘညီကိုမောင်နှမပေါင်းတို့ကိုယ်လာပြီးတက္ကနာလှူကြတန်းကြကြွေးကြတဲ့ကုသိုလ်ရှင်တွေသူတို့ကိုတုံ့ပြန်ကျေးဇူးများခြင်းနဲ့ဆိုရင်ကုံဆောင်ကြီးနဲ့တူနေလို့တော့တော်ပါမလားဒါဖြင့်ဘာဖြုတ်ထားရမလဲဒိဋ္ဌိဖြုတ်ထားတဲ့မြေဟာကုံဆောင်မဟုတ်ပဲနဲ့ပြန်ပြူးတဲ့မြေနဲ့တူတယ်ပြန်ပြူးတဲ့မြေနဲ့တူရင်အဲ့ဒီမြေဟာတခြားလားလဲရမြေကောင်းလားတစိစိုက်ယုံနဲ့ဆယ်နံထွက်တော့လှူတဲ့ပုဂ္ဂိုလ်ကျိုးမများဘူးလားဒါကြောင့်အားလုံးမိဘညီကိုမောင်နှမပေါင်းတို့ကိုကအလှူခံဖြစ်နေတဲ့အချိန်မှာအလှူပေးတဲ့ပုဂ္ဂိုလ်တွေအကျိုးများအောင်လို့ကိုယ်ရင်ထဲကဒိဋ္ဌိလေးဖြုတ်ထားဖို့တော့ဒါမှလဲရမြေကောင်းဒါမှဘာတော့ကဲအားလုံးသဘောပေါက်ကြရဲ့လားတကတော့လဲရမြေကောင်းတို့မြတ်သောအလှူခံတို့ဆိုရင်မျက်လုံးထဲမှာယဟန်တန်ကတော့ပဲပြည့်မြင်းနေလို့မဟုတ်ဘူးတရားဓမ္မတို့ဘင်းလျင်တခါတလေအလှခံဖြစ်နေတယ်အဲ့လိုအလှခံဖြစ်နေတဲ့အခါအလှပေးတဲ့ပုဂ္ဂိုလ်ကျေးဇူးရှင်တွေအကျိုးများအောင်လို့သူတို့လှူဒါန်းနေဖြစ်ပေမဲ့အကျိုးပေးတန်းအောင်လို့ကိုယ်တန်တန်လဲရမြေကောင်းတစ်ဖွဲကျင့်သုံးဖို့မလိုဘူးလားဒါဖြင့်ဘာဖြုတ်ကြမယ်ချက်သားတို့လဲရမြေစိုးဆိုတာလေဟောမြေကြီးကကုန်းဆောင်မဟုတ်လို့ညီပင်ညီညာတော်လဲပဲတခါမဟုတ်အဲ့ဒီလဲမှာတခါတည်းပဲကြောက်စလစ်ခဲတွေများနေရင်လဲအဲ့ဒါလဲရမြေကောင်းလို့ပြောလို့ဘာတွေများနေတာကြောက်စလစ်ခဲတွေများနေတော့တခါတော့မျိုးစီဘလောက်ကျဲကြောက်စလစ်ခဲပေါ်မျိုးစီတင်းနေတော့အမြင့်တောင်မဆွဲနိုင်ဘူးအကျိုးများသင့်သလားမများဘူးညီးနေပေမဲ့ကြောက်စလစ်တင်းများနေရင်ဖြင့်ဒါလေယာမြေကောင်းလားလေယာမြေဆိုးလားလေယာမြေဆိုးပါဗျာအေးတခါမတို့တန်တန်မှာလဲဒိဋ္ဌိတော့ဖြုတ်ထားတယ်တခါမဒါပေမဲ့
ကိုယ့်ရင်ထဲမှာမိစ္ဆာသင်္ကပ္ပကိန်းနေရင်ဗါတဲ့တော့မိစ္ဆာဒိဋ္ဌိတော့ဖြုတ်ထားတယ်ကိုယ့်ရင်ထဲမှာသမာသင်္ကပ္ပမလာဘဲနဲ့မိစ္ဆာသင်္ကပ္ပတွေမကောင်းတာတွေတွေးနေတယ်တော်နေတယ်ကြံနေတယ်စီးနေတယ်ဆိုရင်လည်းပဲအဲ့ဒါကြောက်စလိခဲပြီးများတဲ့လေနဲ့တူတယ်ဘာနဲ့ဘာများတာကြောက်စလိခဲဆိုတော့ဟိုနေရာတစ်ခဲဒီနေရာခဲမွစာပဲနဲ့တော့တက်နေတာမိစ္ဆာသင်္ကပ္ပလည်းကိုယ့်ရင်ထဲမွစာတက်နေတာကိုယ့်ရင်ထဲရိုးရိုးလားမွစာတက်နေတာလားဘာလို့အတွေးဆိုတော့ပတ်စံလည်းမကုန်လူလည်းမပန်းဆိုတော့ခဏခဏပဲနဲ့တော့တွေးနေတော့တာပေါ့ဗျာဒါကြောက်စလိခဲဆိုတာကြောက်တုံးကြီးမဟုတ်ဘူးနော်ကြောက်စလိခဲဆိုတော့မွစာပဲနဲ့တော့ကျဲနေလို့ပဲအများကြီးဖြစ်နေသလိုပဲတက္ကသိုလ်တန်တန်မှာမိစ္ဆာသင်္ကပ္ပများရှိရင်လှူတာကြိုးမရှိပါဘူးကွာ။အိုးမိဘတွေဘာတွေကျေးဇူးရှိရဆိုတာလက်ကားပါပဲကွာ။စသည်ဖြင့်မဟုတ်တဲ့အယူတွေအစွာတွေတွေးတော့ကြံစနေမယ်ဆိုရင်ကိုယ့်ရင်နဲ့အတွေးတွေပလုံစည်းနေတဲ့အတွက်ကုသိုလ်လားအကုသိုလ်လားအကုသိုလ်များနေတော့လှူတဲ့ပုဂ္ဂိုလ်ဘက်ကဘလောက်စင်ကြဲနေကြောက်စလိခဲပေါ်တဲ့မြေမှာစပားစီကျင်းလိုက်တော့အောင်မြင်သင့်သလားအောင်မြင်ဘူးဒါဖြင့်တရားဓမ္မတို့အလှကံပုဂ္ဂိုလ်ဖြစ်လာတဲ့အခါတစ်ဖက်သားအကျိုးများခြင်းရင်ကိုယ်စင်းတဲ့ကမိစ္ဆာသင်္ကပ္ပဖြုတ်ထားဖို့တော့ဘာသင်္ကပ္ပဖြုတ်ရမယ်မကောင်းတဲ့အတွေးတော်တွေအကြံစီတွေရင်နဲ့ရှိနေမယ်ဆိုရင်ကိုဟာကောင်းမြတ်တဲ့အလှကံပုဂ္ဂိုလ်ဖြစ်ပါမလားအဘောကတာတရားတော့ရုပ်ပဲနာမ်ပဲလို့ပြောပေမဲ့ကိုရင်ထဲကမကောင်းတာတွေကြံနေမယ်မကောင်းတာတွေတွေးနေမယ်မကောင်းတဲ့အယူဆတွေလက်သင်ခံနေမယ်ဆိုရင်တရားဓမ္မတို့ရေးတဲ့ကြောက်စလိခဲရောတဲ့ကြောက်စလိခဲပေါ်တဲ့မြေလိုပါပဲစိုက်တဲ့လောက်အကျိုးမြင်မများဘူးလို့မှတ်ပြီတော့ဒါဖြင့်တရားဓမ္မတို့တစ်ဖက်သားအကျိုးများခြင်းကိုယ်တန်တန်မိစ္ဆာသင်္ကပ္ပဖြုတ်ထားဖို့မလိုဘူးလားခြေသားတို့လေယာမြေစိုးဆိုတာမြေကြီးယုံနဲ့လည်းမပြီးဘူးကြောက်စလိခဲတွေကင်းနေပေမဲ့ကြည့်လိုက်ကြောက်စလိခဲတွေမရှိပေမဲ့အဲ့ဒီမြေဟာစားပေါက်နေမယ်ဆိုရင်ဘာပေါက်နေမယ်စားပေါက်နေမယ်ဆိုရင်လည်းမျိုးကောင်းမျိုးတန်ဘလောက်ကျဲကျဲအောင်မြင်တဲ့လောက်မအောင်မြင်ဘူးပေါ့လေယာမြေကောင်းလားလေယာမြေစိုးလားအဲ့ဒီလိုပါပဲတစ်ဖက်သားကလှူတာတန်းတာတွေကဖွဲဖွဲရရနဲ့တန်တန်စင်စင်နဲ့ဘလို့ပဲစီမံပြီးလှူပင်လှူညာတော်လဲပဲကိုယ်တန်တန်မိစ္ဆာဝါစာပြောနေမယ်ဆိုရင်ဗါတဲ့တော့မိစ္ဆာဝါစာပြောနေမယ်ဆိုရင်စကားပြောတာကမမှန်တာတွေမှုသားတွေပြောနေတယ်အတင်းတွေဖြစ်နေပြောနေတယ်ဆဲကြီးတိုင်းတော့ယုံရင်ကြမ်းတမ်းမောက်မှာထိတ်ငော့ပြန်ပက်တဲ့စကားတွေပြောနေတယ်အကျိုးမဲ့တဲ့စကားတွေပြောနေတယ်ဆိုရင်တမဝါစာလားမိစ္ဆာဝါစာလားမိစ္ဆာဝါစာပါဗျာဆိုမိစ္ဆာဝါစာတွေပြောနေတယ်ဆိုတော့ဒါကတော့စားပေါက်တဲ့မြေလိုပဲစားပေါက်တဲ့မြေမှာမျိုးစေချလိုက်အဲ့ဒီမျိုးစေကစားဘူးလောင်ပြီးတကလားအပင်တော်မပေါက်နိုင်ဘူးအနှံထွက်ဖို့နေနေတာလားတူပဲကိုယ်စိတ်ထဲကကြမ်းနေတာကကြောက်စလိခဲနဲ့တူတယ်ဗျာပါဇက်ကပွားစီနဲ့မဟုတ်တာတွေပြောနေတာကြတော့မြင်သာကြားတာတွေမြင်သာကြားတာတော့လှူရတဲ့ပုဂ္ဂိုလ်စိတ်ထဲဇနိုးဇနောက်မဖြစ်ဘူးလားကိုကသွားပြီးလှူလိုက်တယ်လှူတာလေးအလှခံတဲ့ပုဂ္ဂိုလ်ကနှုတ်မဆောင်စည်းပဲနဲ့မှုသားလေးပြောတယ်ဂုံချောစကားလေးပဲနဲ့တော့ပြောတယ်တခါတော့ဆဲရီတိုင်းထွာယုံရင်ကြမ်းတမ်းတဲ့စကားတွေပြောတယ်ကိုကအားလို့ခုသွားလှူလိုက်ပါတယ်မင်းတို့ကခုမှလာရသလားငါမိတ်ထားတာကိုမင်းတို့ကအလိုရှိမှငါစီပဲနဲ့တော့ဒုက္ခတွေ့မှငါစီဘာလုပ်လိုက်တာတော့ဘုန်းကြီးအဲ့လိုပြောလိုက်တော့ဘာပြောလိုက်တာတော့အဲ့ဒါမိစ္ဆာဝါစာဘာဝါစာတော့မိစ္ဆာဝါစာမင်းတို့ကဘာကောင်းနေတော့ငါသတိမရဘူးအခုနည်းနည်းလေးမျက်ရည်နဲ့မျက်ခွက်တွေ့မျက်ရည်နဲ့မျက်ခွက်တွေ့တော့မှဒုက္ခနဲ့နဖူးတွေ့ဒုတွေ့တော့မှဆရာတော်ကဲပါလာတယ်ကွာအမေအပေါ်ကလေစည်းနဲ့အပေါ်လန့်လေတန်ကြီးနဲ့မောက်မှမပြောဘူးလားအဲ့ဒါဆဲသလိုပဲတစ်ဖက်သားနာတတ်တယ်ဆဲတာပါပဲကောင်းတဲ့စကားလားမကောင်းတဲ့စကားလားမကောင်းတဲ့စကားဒီစကားပြောရတဲ့ပုဂ္ဂိုလ်များစိတ်ထဲကြည်ညိုတဲ့စိတ်လျော့ပါပြီးတော့အကုသိုလ်စိတ်တွေမလာဘူးလားအဖြူနဲ့မဲနဲ့လျော့ပြီးလူနေမှတော့အကျိုးပေးတန်ပါအောင်မလားအိမ်ကလာတော့ကတော့ဖြူလေးနဲ့လာပါရဲ့အလှကံပုဂ္ဂိုလ်ကနှုတ်ထွက်စကားကမတင့်မတဲတဲ့မိစ္ဆာဝါစာတွေပြောနေရင်
အလှပေးတဲ့ပုဂ္ဂိုလ်စိတ်ထဲညှို့ညင်သောကြောင့်အကျိုးများတဲ့သလားဒါဖြင့်ကိုယ်တိုင်အလှကံပုဂ္ဂိုလ်ဖြစ်လာတဲ့အခါမိစ္ဆာဝါစာပြောလို့တော်ပါမလားမိစ္ဆာဝါစာပြောရင်လေယာမြည်ကောင်းလားလေယာမြည်ဆိုးလားလေယာမြည်ဆိုးဆိုရင်တကားတော့လှူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေအကျိုးများတဲ့သလားဒါကြောင့်တကားမတို့အလှကံပုဂ္ဂိုလ်ဖြစ်လာတဲ့အခါအလှပိပုဂ္ဂိုလ်များအကျိုးများအောင်လို့သမ္မာဝါစာလေးပြောဖို့မလိုဘူးလားဘာဝါစာမှန်မှန်ကန်ကန်ပြောရမယ်ဘယ်လိုပြောမယ်အစိတ်အဆက်စကားပြောရမယ်တစ်ဖက်သားကိုဂုံချောတာတွေဂုံချောဆိုတာအချင်းချင်းမညီမညွတ်ဖြစ်အောင်လုပ်တာအတင်းပြောတာတွေမလုပ်ရဘူးအစိတ်အဆက်အညီညွတ်စကားမပြောရဘူးလားချိုချိုသားသားရင်ရင်ကြီးကြီးပြောရမယ်ပြောပြန်တော့လည်းဘယ်လိုတဲ့တော့နောက်တခါအကျိုးရှိတဲ့စကားတွေပြောရမယ်အဲ့ဒီစကား၄စုစလုံးကိုပေါင်းပြောလိုက်တော့သမ္မာဝါစာဘာဝါစာသမ္မာဝါစာမမှန်ကန်ကန်ပြောတာရဲ့အစိတ်အဆက်စကားပြောတာရဲ့ချိုချိုသားသားပြောတာရဲ့အဓိပ္ပာယ်ရှိရှိအကျိုးရှိရှိပြောတာရဲ့ဘယ်နှမျိုးအဲ့ဒီ၄မျိုးပေါင်းလိုက်ရင်တခြားလားသမ္မာဝါစာလားသမ္မာဝါစာပါဗျာကဲဦးဇင်းတို့ကနေပြီးတက္ကလတယောက်သောပုဂ္ဂိုလ်သွားပြီးတက္ကလစေနာတရားတရားထက်တဲ့တန်တန်နဲ့လှူတယ်လှူတော့ဟိုပုဂ္ဂိုလ်ကနေပြီးဦးဇင်းတို့ကိုအကျိုးရှိတဲ့စကားတွေအဓိပ္ပာယ်ရှိတဲ့စကားတွေတန်ဖိုးရှိတဲ့စကားတွေပြောရင်ကိုယ်စိတ်ထဲမကြည်နူးဘူးလားကြည်ပါပါဗျာကိုယ်လှူလေးကိုမေ့ရစရာကြောင့်တွေးတိုင်းကုသိုလ်တွေမဖြစ်ဘူးလားလှူတာတစ်ကြိမ်ဖြစ်ပေမဲ့အလှူကံပုဂ္ဂိုလ်ကသမ္မာဝါစာလေးပြောလိုက်တဲ့အတွက်သူပြောတဲ့စကားကိုထခါတတိယနေတိုင်းကိုယ်တန်တန်ကုသိုလ်စိတ်တွေဖြစ်သောကြောင့်အကျိုးပေးမများဘူးလားဒါကြောင့်တက္ကမတို့ကိုယ်ကိုလှူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေအကျိုးများစေခြင်းရင်ကိုယ်ရင်တဲ့ကိုပြောတဲ့စကားမိစ္ဆာဝါစာလေးတော့ဘာလုပ်ရမလဲရှောင်ဘာလေးပြောမယ်သမ္မာဝါစာလေးပြောရင်တစ်ဖက်သားအကျိုးမများဘူးလားတစ်ဖက်သားအကျိုးများအောင်ကိုကကျေးဇူးတုံ့ပြန်တတ်ဖို့လဲလိုတယ်ဘယ်နှချက်ရှိတက္ကရာမိစ္ဆာဒိဋ္ဌိကကုံဆောင်ကြီးနဲ့တူတယ်မိစ္ဆာသင်္ကပ္ပကကြောက်စလစ်ခဲတွေနဲ့တူတယ်မိစ္ဆာဝါစာကစားပေါက်တဲ့မြေနဲ့တူတယ်သဘောပေါက်ရလားအေးတက္ကမတို့လေတခုကုံဆောင်မဟုတ်ဘူးညီပါရဲ့ကြောက်စလစ်ခဲမပါဘူးစားလည်းမပေါက်ဘူးသို့တော်လဲထေရည်နဲ့မထွန်ထားရင်တမန်းရအောင်မထွန်ထားရင်မျိုးကောင်းမျိုးတန်နေဘလို့ပဲကျဲနေတမန်းမရတော့မျက်မပုတ်တော့စဘာမပေါက်ခင်မျက်တွေအရင်ပေါက်တော့အဲ့ဒီလေအောင်မြင်မှုရှိရလားရှိပါဘူးဘာဖြစ်လို့ထေရည်မနဲ့လို့ဘာမနဲ့လို့ဒါဖြင့်ထေရည်မနဲ့တဲ့လေမြေဟာလေယာမြေကောင်းလားလေယာမြေဆိုးလားလေယာမြေဆိုးပါဗျာစိုက်တဲ့လောက်အကျိုးပဲနဲ့တော့မများဘူးဒါဖြင့်လေယာမြေကောင်းဖြစ်ချင်ရင်ထေရည်ပဲနဲ့တော့နဲ့တူရတယ်ချက်သားတို့အလားတူပဲမင်းတို့ကံတန်မှာလှုပ်တာကင်တာတွေဟာမြင်းသားထင်းသားတယ်ကွယ်အဲ့တော့မင်းတို့လှုပ်တာကင်တာတွေကမိစ္ဆာကမ္မန္တဆိုရင်ထေရည်နဲ့ထေရည်တိန်တာနဲ့တူတယ်မိစ္ဆာကမ္မန္တဆိုပါတယ်တော့ထေရည်တိန်တာနဲ့တူတယ်သမ္မာကမ္မန္တဆိုရင်ထေရည်နဲ့တူတာနဲ့တူတယ်ထေရည်နဲ့တူတယ်လေမြေများမျိုးစေချလိုက်ရင်တစိစိုက်ဆယ်နံထွက်ပြီးအကျိုးများတယ်လို့ပဲမင်းတို့အလှကံပုဂ္ဂိုလ်ဖြစ်လို့အလှပေးပုဂ္ဂိုလ်တွေအကျိုးများခြင်းရင်မင်းတို့တန်ထေရည်နဲ့တူရတယ်လို့ပဲသမ္မာကမ္မန္တလေးနဲ့ပြည့်စုံဖို့တော့လိုတယ်သမ္မာကမ္မန္တဆိုတာဘာလဲလို့မေးရင်သူများအသက်မတတ်တာပေါ့သူများပစ္စည်းမခိုးတာပေါ့သူများအိမ်ယာမလွန်ကျူးတာပေါ့အဲ့ဒါဘာတဲ့တော့သမ္မာကမ္မန္တကိုနဲ့လောက်ရတဲ့ကိစ္စတွေနော်အဲ့လိုများပြောင်းပြန်လေးများလှုပ်လိုက်တက္ကမတော့လှူမလို့တန်းမလို့ကြောင်းလာတယ်ဥစဉ်ကနေပြီးတက္ကလမိစ္ဆာကမ္မန္တအနေနဲ့ကြောင်းမှာရှိနေတဲ့တက္ကမတို့ချင်းတွေတတ်နေမယ်ခိုးတွေတတ်နေမယ်ဆိုရင်တက္ကတို့မြင်တဲ့အခါစိတ်ထဲဖက်နဲ့နေမယ်မှန်ပြောသူကပြောလိုက်တော့ဘာနာတိဘာတာဗါတဲ့တော့ဝေရာမဏိသိက္ခာပဒံသူကအပေါ်ကနေတိုင်ပေးတယ်သူကိုယ်တိုင်တော့ဘာလုပ်နေလဲ
အပြောနဲ့အလုပ်နဲ့ကတော်ပြီဒီကြောင့်ဆိုတော့ဒကာဒကာမလို့ကုသိုလ်စိတ်လားအကုသိုလ်စိတ်လားအကုသိုလ်စိတ်ပါဗျာဘာဖြစ်လို့လဲလာတော့အကုသိုလ်စိတ်နဲ့လာပါရဲ့တဲ့နဲ့ဘာဖြစ်လို့အကုသိုလ်စိတ်တွေဖြစ်ရတယ်လဲလို့မေးတော့ဟိုအလှကံပုဂ္ဂိုလ်ကမိစ္ဆာကမ္မန္တလှုပ်နေလို့ဘာလှုပ်နေလို့မိစ္ဆာကမ္မန္တလှုပ်နေလို့ပါဗျာတို့ရဲ့ကာယကံတွေဟာဖြင့်အပြင်းမကင်းတဲ့ကာယကံတွေဖြစ်နေတော့လာရတဲ့ပုဂ္ဂိုလ်စိတ်ထဲညှိုးညင်းသွားတော့အကျိုးပေးတန်တဲ့သလားမတန်ဒါကြောင့်တရားဓမ္မတို့လှူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေအကျိုးပေးတန်စေခြင်းရင်ကိုကအလှကံပုဂ္ဂိုလ်ဖြစ်တဲ့အခါတမ္မန်ကမ္မန္တာလေးနဲ့နေဖို့မလိုဘူးလားလိုပါဗျာဟောအစားတောက်ကလေးသွားတော့မယ်အာဟာရသုံးဆောင်သွားတော့မယ်လို့သွားတဲ့အခါတရားဓမ္မတော့ယောဂီအိန္ဒြေလေးနဲ့သွားဖို့မလိုဘူးလားလိုပါဗျာဘာအိန္ဒြေလေးယောဂီအိန္ဒြေလေးနဲ့သွားတဲ့အခါကျတော့ဒါတခြားလားတမ္မန်ကမ္မန္တလှမ်းရင်လဲလှမ်းတယ်ခြားရင်လဲဘယ်နဲ့တော့ခြားတယ်ဆိုပြီးနောက်ကရှုကျက်မှတ်ချက်လေးယောဂီအိန္ဒြေနဲ့သွားရင်သာသနာတော်မကြည်ညိုတဲ့ပုဂ္ဂိုလ်လဲကြည်ညိုမှာပဲကြည်ညိုပြီးသားပုဂ္ဂိုလ်လဲစတဲ့တဖို့ကြည်ညိုတော့သူတို့တန်တန်ကုသိုလ်တရားတွေမများဘူးလားများရင်အကျိုးပဲနဲ့တော့များမယ်ဒါကြောင့်ကိုယ်လဲရမြေကောင်းတပွဲကျင့်ဖို့မလိုဘူးလားဒါကြောင့်လဲရမြေကောင်းတပွဲထဲရည်နဲ့တူးတာနဲ့တူအောင်လို့တက္ကရာတန်တန်မှာတမ္မန်ကမ္မန္တာလေးပြုမှုရွတ်ဆောင်ဖို့လဲလိုတယ်လေးချက်ရှိပြီဘယ်နှချက်တော့ကုန်းဆောင်ကြီးနဲ့မတူစေနဲ့ဒိဋ္ဌိဖြုတ်ထားကြောက်စလစ်မြေမဖြစ်စေနဲ့တမ္မာသင်္ကပ္ပကိုရင်တဲ့ဂိန်ထားစားပေါက်တဲ့မြေမဖြစ်စေနဲ့တမ္မာဝါစာပြောကြထေရင်းနဲ့တူးကြတမ္မာကမ္မန္တဖြစ်အောင်နေကြဘာလို့လဲဒကာဒကာမတို့ကိုယ်တိုင်အလှကံပုဂ္ဂိုလ်ကိုအဲ့တော့အလှကံပုဂ္ဂိုလ်ဆိုတာအလှပေးပုဂ္ဂိုလ်ကျိုးများအောင်ရွတ်ဆောင်တတ်ဖို့လိုတယ်ပါဇက်ကသာဓုလို့ပါဇက်ကပြောတတ်ယုံလေးနဲ့တော့မပြီးပါဘူးသဘောပေါက်ကြရဲ့လားအေးဘုရားရှင်ကိုရောမြတ်ကချက်သားတို့လဲရမြေဟာဖြင့်ကုံဆောင်ကြီးလည်းမဟုတ်ပါဘူးထားတော့ကြောက်စလက်ခဲမရောပြွန်းပါဘူးထားတော့စားပေါက်တဲ့မြေလည်းမဟုတ်ပါဘူးထားတော့ထေရင်းနဲ့လည်းတူးတယ်ပဲထားပါတော့ဒါပေမဲ့လဲဆိုတာတခါတလေရေလိုရင်ရေသွင်းရတယ်ကွယ်ရေသွင်းပေါက်မကောင်းရင်လဲဒါလဲရမြေကောင်းလို့ပြောလို့မရလဲရေသွင်းရတယ်နော်ရေသွင်းပေါက်မကောင်းရင်လဲရမြေကောင်းလို့ပြောလို့ကမရအဲ့တော့မင်းတို့ရေသွင်းပေါက်ကောင်းကောင်းလေးထားဖို့လဲဘယ်နဲ့တော့လိုတယ်ရေသွင်းပေါက်မကောင်းဘူးဆိုတာဘာလဲလို့မေးရင်မိစ္ဆာဇီဝဘာလဲတော့မိစ္ဆာဇီဝဆိုမကောင်းတဲ့အတ္တမွေးဝမ်းကြောင်းလောက်တာပေါ့မကောင်းတဲ့အတ္တမွေးဝမ်းကြောင်းလောက်နေရင်ဒါရေသွင်းပေါက်မကောင်းတာနဲ့တူတယ်တက္ကရာမတို့ရေသွင်းပေါက်ကောင်းတယ်ဆိုတာသမ္မာအာဇီဝပါတယ်တော့သမ္မာအာဇီဝဟုတ်တယ်လေဘုရားရှင်ကိုတော်မြတ်ဒီနေရာမှာဥပမာပေးတာသိပ်ပြီးတက္ကနာကြီးညိုစရာကောင်းတယ်တက္ကရာမတို့စီးပွားရေးကြီးပွားရေးလုပ်တဲ့အခါငွေတွေဝင်းဝင်မလာဘူးလားဒါစီးပွားရေးကြီးပွားရေးလုပ်တာကိုငွေဝင်ပါငွေရတဲ့နေရာပဲဒီလိုသုံးတယ်လို့ပဲဘုရားကအခုလည်းပဲအသက်မွေးဝမ်းကြောင်းလုပ်တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကိုရေသွင်းနဲ့ရေသွင်းပေါက်နဲ့ဥပမာပြောလိုက်တယ်လှူတဲ့ပုဂ္ဂိုလ်တော့လာပြီးလှူတယ်ဒကာဒကမတို့ကိုကအလှူကံပုတ်ရတဲ့အလှူကံပုဂ္ဂိုလ်ကမိစ္ဆာအာဇီဝတွေလုံနေမယ်ဆိုရင်အရက်တွေရောင်းနေမယ်ဘိန်းငင်ကစောတွေရောင်းနေမယ်လူကုန်ကူးနေမယ်ဒကာဒကမတို့တမ္မာအာဇီဝလားမိစ္ဆာအာဇီဝလားမိစ္ဆာအာဇီဝပါလာလူရတဲ့ပုဂ္ဂိုလ်စိတ်ထဲကျေနပ်ရဲ့လားမကျေနပ်တော့အဖြူမှာအမဲပဲနဲ့တော့ရောတော့အကျိုးပေးတန်တဲ့လားမတန်သူကမြငွေကုန်ကြေးကြနဲ့လှူပင်လူညာတော့လည်းပဲအဖြူမှာမဲရောသွားတော့အကျိုးပေးမတန်ဘူးအဲ့တော့အလှူပေးတဲ့ပုဂ္ဂိုလ်ကျိုးပေးတန်ခြင်းရင်ကိုယ်တန်တန်သမ္မာအာဇီဝလေးဖြစ်ဖို့တော့မလိုဘူးလားလိုပါဗျာဘာအာဇီဝဥပမာဒကာမတော့ဥစဉ်စီသင်္ကန်းတစ်စုံလာလှူတယ်ပေါ့သင်္ကန်းတစ်စုံလာလှူတော့ဥစဉ်ကကြည်ပြီးတကလားဒီသင်္ကန်းကြီးများဖြင့်ကျမ်းကကျမ်းပါပြီသုံးချင်ပါဘူးဒီလိုများပြောပြီးကောင်းတာလေးမွန်တာလေးဝယ်ပေးပါတော့လားဟဲ့ဟိုအားလေးကအယောင်လေးကဘလို့ဟဲ့အသားလေးကဘလို့ဟဲ့
ပါဇက်ကများပြောပြီးမြအဲ့ကောင်းတဲ့မွန်တဲ့သင်္ကန်းတွေရအောင်လုပ်ရင်အဲ့ဒါမိစ္ဆာအာဇီဝဗါတယ်တော့မိစ္ဆာအာဇီဝမြတ်တဲ့လို့မြတ်တဲ့အသက်မွေးဝမ်းကြောင်းလားမမြတ်တဲ့အသက်မွေးဝမ်းကြောင်းလားမမြတ်တဲ့အသက်မွေးဝမ်းကြောင်းပါအလူကံပုဂ္ဂိုလ်ဆိုတာတခါတော့လှူတာလေးနဲ့တင်းတိမ်ရတာဒါလေးလူရင်လဲဒါလေးနဲ့တင်းတိမ်ရတာပဲဟိုဟာလေးလူရင်လဲဟိုဟာနဲ့တင်းတိမ်ရတာပဲတင်းတိမ်နေဆိုတာဖြစ်မှုပြက်မှုမြင်အောင်ရှုပြီးတော့နောက်ကလက်သင်္ခန္ဓာကိုပြောနေတာဆိုတော့ဒကာမတို့အဲ့ဒါမဟုတ်ဘဲနဲ့ဒါမကောင်းမှုဟိုဟာကောင်းတယ်လို့ဦးစင်းကကောင်းတာတွေမွန်တာတွေပြောနေရင်အဲ့ဒီအသက်မွေးဝမ်းကြောင်းနဲ့အဲ့ဒီပြောလို့ဆိုလို့ရတဲ့သင်္ကန်းတွေစွန့်နေဟာစင်ကြယ်သေးရဲ့လားမစင်ကြယ်တဲ့ပစ္စည်းရှာမိရင်မိစ္ဆာအာဇီဝပါတယ်တော့အဲ့လိုဖြစ်ရင်ဒကာတော်စိတ်ထဲကျေနပ်မလားဘုန်းကြီးနဲ့အတောင်းရန်ထူလိုက်တာမလောင်လားလာမလားကို့အပြင်ဒါလေးလူဖို့အတွက်ချွေးနှဲစာနဲ့လာလူရတာသူကဒါမသုံးဆောင်ခြင်းဘူးလုံနေသေးတယ်ဆိုတော့ဒကာတော်စိတ်ထဲမှာပါဇက်ကမပြောပေမဲ့ယင်ထဲကနေပြီးတက္ကလာရန်တွေ့မယ်ဘယ်တွေကယင်ထဲပါဗျာတွေ့ဘူးရဲ့လားတွေ့ဘူးပါပဲဗျာယင်ထဲကတွေ့ဘူးပါတယ်တက္ကလာကတော့ဘုန်းကြီးကိုတွေ့တာမဟုတ်ပါဘူးချင်းချင်းလဲယင်ထဲကတော့ရန်ကတော့တွေ့ဘူးတာတွေကြီးပဲပါဇက်ကသာဖွင့်ပြောရင်သာရန်ဖြစ်မဆိုးလို့ယင်ထဲကတော့မကျေနပ်တယောက်တည်းနဲ့ရန်ဘက်နဲ့တော့တွေ့နေကြတယ်ကိုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာလူတာကဖြူရင်ထဲကမကျေနပ်တာကအကုသိုလ်အဖြူနဲ့အမဲနဲ့ရောတော့ကြိုးပြီးတန်သင့်သလားဘာလို့ဆိုအလှခံပုဂ္ဂိုလ်ကမိစ္ဆာအာဇီဝဖြစ်နေလို့မာအာဇီဝဖြစ်နေလို့မိစ္ဆာအာဇီဝဖြစ်နေလို့ဒါဖြင့်ဒကာမတို့အလှခံပုဂ္ဂိုလ်နေရာရောက်ပြီဆိုရင်တစ်ဖက်သားစိတ်ထဲမညှိုးညင်အောင်လို့တမာအာဇီဝလေးနဲ့နေဖို့မလိုဘူးလားလိုပါဗျာဘာနဲ့နေရမလဲသဘောပေါက်ပြီနော်အေးရှင်သားတို့လေယာမြေဟာကုန်းဆောင်မဟုတ်ဘူးထားတော့ကြောက်စလစ်ခဲမြေလည်းမဟုတ်ဘူးစားလည်းမပေါက်ဘူးထဲရည်နဲ့လည်းတူတယ်ရေသွင်းပေါက်ကလေးလည်းကောင်းတယ်ဒါပေမဲ့လေမြေဆိုတာလေအောင်ရရအောင်ရေသွင်းရပေမဲ့တကတော့ကောက်လိုင်းတွေလှဲပြီးရင့်မာလာတော့ကောက်လှဲပြီးရိပ်ရကန်ဒီကြရေရှိနဲ့ရေကြီးရှိနေရင်ကောက်လိုင်းလှဲလိုက်တော့ဇဗနန်တွေရေထိပြီးတော့ပျက်စီးကုန်မှာပေါ့ဒါကြောင့်ရိတ်ခါနီးလေးရေရှိရင်ရေကိုထုတ်ဖို့အတွက်ရေထွက်ပေါက်လဲပဲနဲ့တော့ဘာလို့သေးလဲဒါပြင်ရေထွက်ပေါက်မကောင်းရင်အဲ့ဒီလေယာမြေကောင်းလို့ပြောလို့မရလေယာမြေမကောင်းတဲ့နေရာကြီးမျိုးကောင်းမျိုးတန်နေဘလောက်စိုက်နေအောင်မြင်ဖြစ်ထွန်းကြီးပွားဖို့အကြောင်းရှိသလားမရှိပါဘူးဒါဖြင့်တကတော့လေယာမြေကောင်းတဲ့ဒူချင်းရေထွက်ပေါက်ကလေးလဲကောင်းအောင်လုပ်ရတယ်အေးမင်းတို့အလှခံပုဂ္ဂိုလ်ဖြစ်တဲ့အခါရေထွက်ပေါက်ကလေးနဲ့တူတဲ့တမ္မာဝါယမလေးလဲထားဖို့တော့ဘယ်နဲ့တော့ဝရိယနဲ့ကိုယ်ရင်ထဲမကောင်းတဲ့သဘောတွေစွန့်ထုတ်ဖို့ဝရိယနဲ့ကြိုးစားနေတာကိုတမ္မာဝါယမလို့ခေါ်တယ်ဘာဝါယမတမ္မာဝါယမမရှိပဲကိုယ်ရင်ထဲမကောင်းတဲ့တရားတွေကိုစွန့်ပယ်နိုင်စွာမရှိပါဘူးဒါပြင်ဝရိယမလိုဘူးလားလိုသလားအဲ့ဒီဝရိယကမကောင်းတဲ့ဟာတွေကိုစွန့်ထုတ်တဲ့သဘောရှိသောကြောင့်ပိုးနေတဲ့ရည်တွေကိုထုတ်ဖြစ်တဲ့ရေထုတ်ပေါက်နဲ့တူတယ်ဘာနဲ့တူတယ်ဒါဖြင့်တမ္မာဝါယမလေးလည်းရှိဖို့မလိုဘူးလားလိုပါဘူးဗျာတမ္မာဝါယမဆိုတာကိုယ့်ရင်ထဲကကိလေသာလောဘဒေါသတွေကိုဖယ်ရှင်းသုတ်သင်နိုင်ဖို့အတွက်လုံလဝရိယကြီးကြီးမားမားနဲ့ကြိုးစားနေတာတမ္မာဝါယမလို့ခေါ်တယ်မိစ္ဆာဝါယမဆိုတာရှိသေးတယ်မိစ္ဆာဝါယမကကြိုးတော့ကြိုးစားပါရဲ့မှန်မှန်ကန်ကြိုးစားတာလားတလွဲတချော်လုပ်နေတာလားတက္ကမတို့ကလာတယ်လှူမလို့တမ်းမလို့ဦးစင်းကနေပြီးတက္ကလာစာရွက်ကလေးပေါ်မှာဘယ်သူမှတော့ထိခိုက်အောင်ပြောတာမဟုတ်ပါဘူးစာရွက်ကလေးပေါ်မှာကြီးပြားလေးပေါ်မှာဦးစင်းကစာလေးပါဇက်ကတွတ်ရွတ်ပြီးရေးနေတယ်ရှင်ပြဘာလုပ်တာတော့ကြိုးစားလှကြီးလားအေးတညာလုံးဒါလုပ်နေတာဘာလုပ်နေတာတော့အဲ့ဒါပိယသိဋ္ဌိဘုန်းကြီးပိယသိဋ္ဌိနဲ့ဘာဆိုင်တော့ဒကာမတို့ဦးဇင်းပြောတာရှင်းရလားရှင်းပါဗျာဘုန်းကြီးပိယသိဋ္ဌိလုပ်နေတယ်ဆိုတော့မဟုတ်တော့ဘူးလေသူကတညာလုံးလုပ်တော့ဝရိယတော့မကောင်းဘူးလားဒါပေမဲ့လမ်းမှန်လားလမ်းမကြီးလားအဲ့ဒါဘာဝါယမမိစ္ဆာဝါယမဘာဝါယမမိစ္ဆာဝါယမအဲ့တော့ဒကာမတို့အသိဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဟဲငါတို့ကနိဗ္ဗာန်ရောက်ကြောင်းတရားလေးများကြည့်နေလို့တညာလုံးမအိပ်ဘူးထင်နေတာ
သူကတော့ဗါတယ်တော့ပိယသိဋ္ဌိပြီးအောင်လို့လုံနေတယ်ဆိုတော့တရားမတို့ဖြူစင်တဲ့ကုသိုလ်စိတ်ကလေးကညှဉ်းနွမ်းသွားတဲ့သဘောမရှိဘူးလားရှိပါတယ်အကျိုးပေးတန်တဲ့လောက်ပဲနဲ့တော့မတန်ဘာလို့ဆိုအလှကံပုဂ္ဂိုလ်ဘက်ကမိစ္ဆာဝါယမတွေဖြစ်နေလို့ပါတယ်တော့မိစ္ဆာဝါယမဒါဖြင့်တရားမတို့လည်းပဲအလှကံပုဂ္ဂိုလ်ဖြစ်တဲ့အခါမိစ္ဆာဝါယမတော့မလုံနဲ့ပေါ့ဒါရီသမီးတွေကနေပြီးလာစာရိတ်ခါလေးထုတ်လာတဲ့အခါအဖေစားဖို့အမေစားဖို့ဆိုပြီးသကလားကောင်းနာမွန်နာလေးဝယ်ပြီးကိုယ်အိမ်လာလှူတဲ့အဖေဖြစ်တဲ့ပုဂ္ဂိုလ်ဝယ်စားလဲပြီးတကလားအပြင်ဘက်ထွက်မလို့အဖေနေဘူးလေအပြင်ဘက်ထွက်ဘာလို့ပြင်ဘက်ထွက်မှာတော့အိုးထွက်ကိုထွက်ရမှာသွားစရာရှိတယ်နေဘူးတာတောင်သွားမယ်ဆိုတော့ तू ဝရိယမကောင်းဘူးလားမှန်ပါဗျာဘယ်သွားမှာတော့အဖေရဲ့ကြက်ပွဲဆိုတော့တကားတော့ဝရိယတော့ရှိတယ်မကောင်းတဲ့နေရာမှာဝရိယရှိနေတာအဲ့တော့ရှိနေတော့သားဖြစ်တဲ့ပုဂ္ဂိုလ်ကခေါက်ဆွဲတွေစားစရာတောက်စရာတွေသဲလာတဲ့အဖေမှုတို့သာပေးလိုက်ရတဲ့အဖေနဲ့နော်ဆိုတော့စိတ်ထဲမှာမချိတင်ခဲဖြစ်သွားရှာတယ်အဖြူမှာဘာတွေရောလာတယ်အကျိုးပေးတန်သေးရလားဒါကြောင့်ကိုကမိဘဖြစ်လို့သားသမီးများလှူဒန်းတန်းတာလေးများသုံးဆောင်ရတော့အလှကံပုဂ္ဂိုလ်ဖြစ်ခဲ့ရင်လေသားတွေသမီးတွေအကျိုးများစေခြင်းရင်မိစ္ဆာဝါယမလေးတော့ဘာလုပ်ရမလဲရှောင်ပါသဘောပေါက်ရလားမိစ္ဆာဝါယမရှောင်ပြီးတမ္မာဝါယမကိုယ်တန်တန်ရှိမယ်ဆိုရင်ရေထွက်ပေါက်ကောင်းတဲ့လယ်နဲ့မတူဘူးလားလယ်ရမြေဆိုလားလယ်ရမြေကောင်းလားလယ်ရမြေကောင်းဆိုရင်တစိစိုက်ယုံနဲ့10နံမထွက်ဘူးလားသားတွေသမီးတွေအကျိုးမများဘူးလားဒါကြောင့်သားတွေသမီးတွေကိုယ့်ကိုအကူအညီပေးတဲ့မိတ်ဆွေတွေအရှင်ဘုရားတို့များကြစွန်တကားကွန်တကားတွေအဲ့ဒီပုဂ္ဂိုလ်တွေကျိုးများစေခြင်းနဲ့ဆိုရင်ကိုယ်တန်တန်တမ္မာဝါယမတွေတမ္မာဝါစာတွေတမ္မာကမ္မန္တတွေဒါတွေကိုယ်တန်တန်ကိန်းနေဖို့တော့လိုတယ်ကဲအားလုံးသဘောပေါက်ရဲ့လားဟုတ်ပါပြီတဲ့ချက်သားတို့မင်းတို့လက်မြေကကုန်းဆောင်ကြီးမဟုတ်ဘူးကြောက်စလိခဲတွေလည်းမပေါ်ဘူးစားလည်းမပေါက်ဘူးထဲရည်လည်းနဲ့နဲ့တူးထားတယ်ရေသွင်းပေါက်လေးလည်းကောင်းတယ်ရေထွက်ပေါက်လေးလည်းရှိတယ်ဒါပေမဲ့ရေသွဲတဲ့မြောင်းကလေးတွေရှိသေးသဗျရေသွဲတဲ့မြောင်းလေးနဲ့လိုတဲ့နေရာလေးကိုရေကလိုက်ပြီးတော့ရေသွဲပြီးတော့ထားပေးရတယ်အဲ့ဒါရေသွဲတဲ့မြောင်းသေးသေးလေးတွေမရှိဘူးဆိုရင်ဒီဘက်ကနေရေသွင်းလိုက်ဒီဘက်ပဲရေတွေများပြီးဟိုဘက်ကအဆိုးဓာတ်ကမရောက်ဘူးဆိုရင်မျိုးစေ့ပေါက်တာကပေါက်မပေါက်တာကမပေါက်ရင့်တာကရင့်မရင့်တာကမရင့်ဆိုတော့လေယာမြေကောင်းလို့ပြောလို့ဒါကြောင့်ရေသွင်းပေါက်ကသွင်းလိုက်တဲ့ရေလေးကိုလိုချင်တဲ့နေရာလေးကိုမျှတရောက်ဖို့အတွက်မြောင်းလေးတွေမသွယ်ရဘူးလားအဲ့ဒီရေမြောင်းလေးတွေမကောင်းရင်အဲ့ဒီလေမြေကိုလေယာမြေကောင်းလို့ပြောမလားလေယာမြေဆိုလားအစိုးအချောက်မညီရင်မျိုးစေ့ပေါက်တဲ့ရက်ကောညီမလားမညီရိတ်သိမ်းချိန်လည်းပဲမညီတော့အကုန်လုံးကိုလိုကန်တာဒီဘက်ကအတိနန္ဒရစုံပြီးဟိုဘက်ကအတိနန္ဒရမစုံဘူးဒီချိန်ရိတ်လိုက်မယ်ဆိုအကုန်လုံးအလီလွင့်နေများကုန်မယ်ဒါကြောင့်လဲရပြင်းတစ်ခုတော့ရေလေးပြန့်ပြူရအောင်မြောင်းသေးသေးလေးတွေဖောက်ထားမှလဲရမြေကောင်းအဲ့လိုမြောင်းလေးတွေမပါရင်အဲ့ဒါလဲရမြေစို့အဲ့တော့အဲ့ဒီမြောင်းလေးတွေကဘာနဲ့တူတယ်လဲလို့မရင်တတိနဲ့တူတယ်ဘာနဲ့တူလဲတကားတော့ရေမြောင်းလေးတွေနဲ့ပြန့်ပြူလေးရအောင်လုပ်ပေးရင်အဲ့ဒါတကားတော့တမ္မာတတိကိန်းတဲ့ပုဂ္ဂိုလ်ကြတတိကောင်းတယ်ဘာကောင်းလဲတတိကောင်းမိစ္ဆာတတိဖြစ်တဲ့ပုဂ္ဂိုလ်များကြမြောင်းလေးတွေဖောက်ထားတာလားမဖောက်ထားတာလားမဖောက်ထားရင်လေယာမြေကောင်းလို့ပြောလို့မရအေးဒီမှာလဲမိစ္ဆာတတိဆိုတာရှိတယ်ဘာတတိမိစ္ဆာတတိတော့ရတာပဲကောင်းတာတတိရတာလားမကောင်းတာတတိရလားဒီကောင်းပေါ့ကွာငါငယ်ငယ်တုန်းကပြောခဲ့တာဟောတတိတော့ရတယ်ငယ်ငယ်တုန်းကပြောခဲ့တာတော့သူတတိရတယ်ဒါပေမဲ့ဒီကောင်းတော့ကွာငါငယ်ငယ်တုန်းကဘယ်လိုမှုချိုးမြေချိုးပြောခဲ့တာငါတက်တက်မကြည့်ဘူးဆိုတော့ဒေါသကြီးမလာဘူးလားလာတာတတိတော့တတိပဲကောင်းတဲ့ဘက်တတိရတာလားမကောင်းတဲ့ဘက်တတိရတာလားအဲ့ဒါဘာတတိမိစ္ဆာတတိဆိုတော့တကားမကိုယ်တန်တာအကုသိုလ်တွေမများဘူးလားအကုသိုလ်များတဲ့ပုဂ္ဂိုလ်လှူလိုက်ရင်လှူတဲ့ပုဂ္ဂိုလ်ငွေကုန်သလောက်အကျိုးပေးမတန်ဘူးရှင်းကြရဲ့လားဒါပြန်အကျိုးပေးတန်ကြီးရေမြောင်းလေးတွေနဲ့တူတဲ့
Tama tadi ko tanan kain bo melobula. Mama gangan tadi ya ni bo melobula. Biga deh neka baho balik. Tama tadi. Biga deh neka baho balik. Ko tanan choyun to abi de tama tadi choyun ne lo pyo chin da bhe ya tama tadi ho ma do. Along thabo pauk ye la. Oh, daga ma ro bi ge de neka ma ho da mya tari ma ya yin phin tha ba li tu taနှစ်ကျော်ကကောဝေးသည်သူတစ်နှစ်ကျော်ပို့ပြီးမဝေးဘူးလားဝေးသလားဒါမြင်dagaမလို့တတိကကောင်းတာလားမကောင်းတာလားကောင်းတဲ့နေရာတွေမှတ်မိနိုင်ဘူးမကောင်းတာတွေကြဘယ်နဲ့တော့မှတ်မိမယ်ဘာတွေကြမှတ်မိမယ်ဘယ်တော့ကတပိတော်ကိုသူတို့ကဘယ်လိုပြောခဲ့တာဗျတပိတော်လေးအခုတည်းဒီကိုအခဲကဘယ်နဲ့တော့မကြည်သေးဘူးဆိုပြီးသံဃာနာdagaမတို့မကောင်းတာကြသတိရအကောင်းတာကြသတိမရဘူးဖြစ်နေတယ်အဲ့လိုမကောင်းတာတွေသတိရပြီးကောင်းတာသတိမရရင်အဲ့ဒါလေယာမြေကောင်းလားလေယာမြေဆိုးလားလေယာမြေဆိုးပါဗျာလှူတဲ့ပုံကိုယ်တွေအကျိုးများတဲ့သလားမများဘူးပေါ့ကဲdagaမတို့ဦးဇင်းလည်းပဲစွန့်ရှင်ကွန်းရှင်တွေလှူတာတန်းတာဖုံးပေးနေရတဲ့အလှူခံပါပဲdagaမတို့လည်းပါတယ်တော့လှူခံပဲသူများခင်းထားတဲ့ကောစောလီပေါ်မှာကိုနေရတယ်ဝေယဝက်စာလှုပ်တဲ့ပုံကိုယ်တွေကအလှူပေးပုံကိုနေရာပေးပုံကိုကသူတို့ခင်းကျင်းတဲ့နေရာမှာတိုင်းနေရတော့ကိုကသူလှူတဲ့နေရာကလေးခိတ္တခဏသုံးဆောင်သောကြောင့်ကိုကအလှူခံပုဂ္ဂိုလ်ကိုကအလှူခံပုဂ္ဂိုလ်ဖြစ်ရင်အလှူပေးပုဂ္ဂိုလ်တွေအကျိုးများအောင်ရွတ်ဆောင်မှတာဝန်ကြီးမှာပေါ့သဘောပေါက်ရလားအေးချစ်သားတို့မင်းတို့တဏ္ဍာမှာတမာဒိဋ္ဌိလေးကိန်းစာစမ်းမှာမြေလေးညီအောင်လို့တမာကမ္မန္တကောင်းတာပဲတွေးနေကြစမ်းမှာကွာမှန်ကန်တွေးနေကြစမ်းမှာကြောက်စလိခဲကင်းအောင်လို့စကားပြောရင်လည်းပဲကောင်းကောင်းမောမှန်ကန်ပြောစားကြမှာစားမပေါက်တဲ့လေနဲ့တူအောင်လို့ကြိုးစားပြန်တော့လည်းပဲထေရည်နဲ့တူအောင်လို့မင်းတို့တမာကမ္မန္တလေးလှုပ်ဟာရေသွင်းပေါက်ကောင်းလေးနဲ့တူအောင်လို့တမာအာဇီဝလေးလှုပ်ဟာမင်းရင်တဲ့အကုသိုလ်တရားတွေပယ်ရှားတုတ်တင်ဖို့အတွက်တမ္မာဝါယမလေးနဲ့ကိန်းကြစမ်းပါကွာအဲ့ဒါပြင်မင်းတန်တာတတိပြန့်ပြူလေးဖြစ်အောင်နေရင်ဒါရေမြောင်းကောင်းတဲ့လယ်မြေလိုပဲလယ်ယာမြေကောင်းပါပဲကွာရေမြောင်းသေးလေးနဲ့ဘလို့ပဲလယ်တစ်ပြင်လုံးပြန့်ပြူအောင်ရေသွန်းပေမဲ့ရေထိန်နဲ့ကစင်ရိုးမကောင်းရင်လယ်ယာမြေကောင်းလို့ပြောလို့မရဒါဖြင့်ကစင်ရိုးလေးလည်းရှိဖို့တော့ဘယ်နဲ့တော့ကစင်းရိုးလေးရှိရမယ်ကံပေါင်းဒါကလေယာဘေးနားမှာကစင်းရိုးလေးရှိရတယ်ဟိုဘက်နဲ့ဒီဘက်နဲ့လေကွင်းနဲ့သွားတဲ့အခါစိုက်ထားတဲ့လေကွင်းနဲ့ဖြတ်သွားမယ်ဆိုလေကွင်းပြတ်ကုန်မှာပေါ့ကစင်းရိုးလေးရသွားရတယ်အောင်ရီဖမ်းရင်တဲ့အခါရီတွေအလီလွင့်မရှိအောင်လို့ကစင်းရိုးလေးနဲ့ဘယ်နဲ့တော့ဖမ်းထားရတယ်ဒါပေမဲ့ကစင်းရိုးမရှိတဲ့လေဟာလေယာမြေကောင်မဟုတ်ဘူးအေးအလားတူပါပဲကွာမင်းတို့တန်တန်မှာလှူတဲ့တန်းတဲ့ပုံကိုယ်တွေအကျိုးမြေများအောင်လို့မင်းတို့တန်တန်မှာကစင်းရိုးလေးနဲ့တူတဲ့သမာဓိဋ္ဌိလေးလဲကိန်းဖို့လိုတယ်ဗါတဲ့တော့ဗါဒိဋ္ဌိကိန်းဖို့လိုသမာဓိဋ္ဌိလေးနဲ့တည်ငြိမ်လေးနဲ့နေလိုက်တဲ့အခါကျတော့လာပြီးလှူရတဲ့ပုံကိုယ်မှာကြီးညိုတာပေါ့dagaမတော့လှူတဲ့တန်းတဲ့အခါတော့သူလှူတာကိုယူပြီးမျက်လုံးကအဲ့ဒီမရှိဘူးဟိုကြည့်လိုက်ဒီကြည့်လိုက်ဟိုကြည့်လိုက်ဒီကြည့်လိုက်တမာတိငြိမ်တာလားမငြိမ်တာလားငြိမ်ပါဗျာတမာတိမငြိမ်တဲ့ပုဂ္ဂိုလ်လူအတန်းရတဲ့ပုဂ္ဂိုလ်များမှာဟဲဘလို့ကြီးပါလိမ့်ယင်းထဲကကန့်ကွက်စကားတွေမကျေနပ်တဲ့စကားတွေပြောတော့အဖြူမှာပါရောနေတယ်တပည့်သားကတီကြီးတမာတိလေးနဲ့များနေမယ်ဆိုဒီလိုပုဂ္ဂိုလ်လူရတဲ့အတွက်မိရက်စရာမရှိတော့ကိုယ်တန်တန်ပြန်တွေးတိုင်းကုသိုလ်မရဘူးလားဒါပြန်လှူတဲ့ပုဂ္ဂိုလ်အကျိုးများခြင်းရင်ကိုယ်တန်တန်ဘာကိန်းအောင်နေရမယ်တမာဓိပါတယ်တော့တမာဒိဋ္ဌိမဟုတ်ဘူးတမာဓိကံမောင်ယိုးလေးကပါတယ်တော့တမာဓိဆိုတော့ပေါင်းလိုက်တော့မက်ကင်ဘယ်နှပါ၈ပါးမက်ကင်၈ပါးမပြည့်စုံရင်လေယာမြေစိုးဆိုစိုက်တဲ့လောက်အကျိုးမများဘူးမက်ကင်၈ပါးနဲ့ပြည့်စုံရင်လေယာမြေကောင်းဆိုရင်စိုက်တာကဒစိစိုက်ပေမဲ့
10 နံထွက်ပြီးအကျိုးမများဘူးလားဩကိုလှူတဲ့ပုဂ္ဂိုလ်အကျိုးများအောင်ရွက်ဆောင်ရင်ကိုကောတာဝန်မကြည့်ဘူးလားမြတ်သောအလှူခံပုဂ္ဂိုလ်မဖြစ်ဘူးလားမြတ်သောလူကံပုဂ္ဂိုလ်ဆိုတာမိန်းကလေးဖြစ်ခြင်းလည်းဖြစ်မယ်ယောက်ျားလေးဖြစ်ခြင်းလည်းဖြစ်မယ်ဥပ္ပိတုံးခြင်းလည်းတုံးမယ်ဥပ္ပိမတုံးမဲနဲ့စံတိုးစံရှိကောင်းလည်းရှိနိုင်တယ်တရားနဲ့ဝတ်ခြင်းလည်းဝတ်လိုက်မယ်အနီးအပြားအဝါရောင်စုံဝတ်ကောင်းလည်းဝတ်ပလိုက်မယ်သို့တော်သူတန်တံမှာမက်ကင်ဘဏ္ဍပါ10 ပါးဂိမ်းနေရင်အဲ့ဒီပုဂ္ဂိုလ်ကမြတ်သောလူကံပါတယ်တော့ဒါမြတ်သောလူကံဆိုတာအဝတ်နဲ့ဆိုင်သလားစံပင်ဖွဲ့စည်းပုံနဲ့ကောဆိုင်သလားယောက်ျားလေးမိန်းကလေးဘာဝနဲ့ကောဆိုင်သလားမဆိုင်ဘူးတကားမတို့မဲ့ခင်10 ပါးကိန်းနေရင်အဲ့ဒီပုဂ္ဂိုလ်ကမြတ်သောအလှခံအသက်ကြီးမယ်အသက်ငယ်ချင်းငယ်လိမ့်မယ်9 နှစ်သားဖြစ်ပေမဲ့မဲ့ခင်10 ပါးပြည့်စုံနေဒါပါတဲ့တော့မြတ်သောအလှခံမြတ်သောအလှခံဆိုအလှပေးတဲ့ပုဂ္ဂိုလ်အတွက်အကျိုးမများဘူးလားတစ်ဖက်သားအကျိုးများအောင်တုံ့ပြန်ရွက်ဆောင်သောကြောင့်သူတာဝန်မကြည့်ဘူးလားကျေးဇူးဆက်ရမရောက်ဘူးလားဒါကြောင့်အမိဘညီကိုမောင်နှမပေါင်းတို့ကိုကအလှခံပုဂ္ဂိုလ်ဖြစ်လာလို့အလှပေးပုဂ္ဂိုလ်တွေပေါ်မှာကျေးဇူးတုံ့ပြန်ခြင်းရင်ကိုယ်တန်တံမဲ့ခင်ဘဏ္ဍပါမဲ့ခင်10 ပါးနဲ့ကိန်းအောင်နေဖို့မလိုဘူးလားကဲကိုယ်တန်တံကိုညံလေးနဲ့ကြည့်လိုက်တော့လေးဝင်ရင်ဝင်မှမသိဘူးလားအဲ့ဒါသမာတတိဗါတဲ့တော့ဩဒါပြန်ကိုယ့်ကိုလေယာမြေကောင်းတပွဲဖြစ်အောင်ကျင့်နေတာတက္ကမတို့အဲ့ဒီလေးဝင်တဲ့လေးနဲ့နှာသီးပြန်ထိတဲ့အထီကအပြင်မှာလားမိမိတန်တံမှာလားမိမိတန်တံမှာပေါ်တာကိုတဆုတစိုက်တဲ့သိနေတော့အပြင်စီစိတ်ပြန့်သေးလားအဲ့ဒါသမာတိအဲ့ဒါဘာတော့လေးဝင်တာထွက်တာကတစ်ကြိမ်နဲ့လားမသိမချင်းရှိတော့ခဏမရှုရဘူးလားခဏမပြင်းမရရှုနေတာကသမ္မာဝါယမမာတဲ့တော့ဟောဒါဖြင့်ကိုယ်တဏ္ဍမဲ့ခင်ကိန်းအောင်လုပ်နေတာပေါ့အေးဒါပေမဲ့အာနာပါနမှာသာသနာ့အာနာပါနလုပ်တဲ့ပုဂ္ဂိုလ်များကြဒိဋ္ဌိမဖြုတ်နိုင်ဘူးသာသနာတွင်အာနာပါနလုပ်တဲ့ပုဂ္ဂိုလ်များကြဒိဋ္ဌိဖြုတ်ထားတယ်လေးဝင်တာကိုတယောက်တည်းဆိုင်တာဟုတ်ရဲ့လားကိုတယောက်တည်းပဲပိုင်တာဟုတ်ရဲ့လားကိုလှုပ်တာကောဟုတ်ရဲ့လားမဟုတ်ပါဘူးတဲ့ရင်ထဲကလေးဝင်အောင်စိတ်စော်လိုက်တဲ့နန္ဒမကအကြောင်းလေးရှူလိုက်တာကကျိုးဘာနဲ့ပါတော့ကြောင်းနဲ့အကျိုးဘာနဲ့ပါတော့ကြောင်းနဲ့အကျိုးလို့သိလိုက်တော့ငါဆွဲမပြုတ်ဘူးလားမိစ္ဆာဒိဋ္ဌိပြုတ်တော့ကိုရင်နဲ့သမာဒိဋ္ဌိမကိန်းဘူးလားဒါဖြင့်တကားတော့အာနာပါနလှုပ်နေတဲ့အချိန်ကိုယ်တန်တံသမာတတိသမာသမာဓိသမာဝါယမသမာဒိဋ္ဌိတွေမလာဘူးလားဝင်တဲ့လေးကအရင်ထဲကစိတ်စော်လိုက်တဲ့အတွက်တကားတော့ဖြစ်လာရတာအကြောင်းကြောင့်ဘာပေါ်တာအကျိုးပေါ်တာအကြောင်းကမြဲရဲ့လားမမြဲရင်အကျိုးလဲအပြည့်မမြင်သေးပေမဲ့အကြောင်းမမြဲရင်အကျိုးမမြဲဘူးလို့စဉ်းစားလိုက်တာကမမှန်ဘူးလားမှန်တာကသမာစဉ်းစားတာကသင်္ကပ္ပဘာတော့သမာသင်္ကပ္ပသဘောပေါက်ရဲ့လားအဲ့လိုကြိုးစားနေရင်ကြိုးစားရင်လေးဝင်ပြီးပြက်တယ်လေးထွက်ပြီးပြက်တယ်လေးဝင်ပြီးပြက်တယ်လေးထွက်ပြီးပြက်တယ်ဒါပြင်ဒီခန္ဓာတစ်ဖြတ်ဖြတ်ပါတယ်တော့ပြက်နေတဲ့ခန္ဓာကြီးပဲဘလောက်ကောင်းတာတွေရလဲဒီခန္ဓာတစ်ဖြတ်ဖြတ်ပဲနဲ့တော့အဲ့ဒီကောင်းတာလေးရဖို့အတွက်ငါတော့မညာတော့ဘူးလေဆိုတော့သမ္မာဝါစာပါတယ်တော့ပြန်ပြောမယ်နော်လေးဝင်ပြီးဖြစ်ပြီးရင်လေးထွက်တော့လည်းဖြစ်ပြီးရင်ဒါပေမဲ့ကိုယ်တန်တန်တစ်ချိန်ပြက်လားတစ်ဖြတ်ဖြတ်ပြက်တာတစ်ဖြတ်ဖြတ်ပြက်ရင်ကိုယ်တန်တန်ဘာသစ္စာကြီးတော့ဒုက္ခသစ္စာလို့သိနေရင်ဘလောက်ကောင်းတာတွေမွန်တာတွေစားနေလဲဒီခန္ဓာပြက်မဲ့ခန္ဓာဘာသစ္စာဘယ်လောက်ကောင်းတာမွန်တာတွေဝစ်စားစင်ရင်စီအောင်တော့ဒီခန္ဓာတစ်ဖြတ်ပြက်တယ်ဘာသစ္စာအဲ့လိုဒီခန္ဓာဝင်လေပြက်လိုက်ထွက်လေပြက်လိုက်ဒုက္ခသစ္စာလို့ပိုင်နိုင်ယူလာရင်ဟိုဟာလေးကောင်းတာလေးရလဲပဲဒီခန္ဓာပြက်မှာပါပဲကွာအဲ့ကောင်းတာလေးရိုးသားသားနဲ့ရရင်တော့ယူမယ်ကွာရိုးသားသားနဲ့မရရင်တော့ငါလိန်တာတွေညာတာတွေတော့မလုပ်တော့ပါဘူးကွာဆိုတော့ဘာဝါစာသဘောပေါက်ရလားအဲ့ဒီပစ္စည်းလေးကိုသုံးဆောင်ရတော့လဲပဲဒီခန္ဓာတစ်ဖြတ်ဖြတ်ပဲနဲ့တော့ပြက်နေမှာပဲဒါရင်ပြက်နေတဲ့ခန္ဓာဖြစ်သောကြောင့်ဘယ်အကောင်းစားတွေဘယ်လိုပဲဖြစ်နေဒီအလုတ်တွေဒါကမယိုးမသားအလုတ်တွေလုံအောင်မလား
Mayumada loaded lolo, Jiwa, Dikana, Dapia, Badesa. Tageyama. Aredo. Alon the Boba Yela. Zagan, the Kone Biodala, Nakom Biodala. Aredo. Tageyama. Erari Madijabu. Erai Venero. Madijaro. Mesa Gamandari Longjare. Bari Longjale. Palauji Mesa Gamana Lolo, a bongi, Nagara was Shui Bongi, we bongi bout the owner, Baloyama. Elo Dili do, Eri Mesa Gamandari, Lodila. Maloyan Baredo. Dama Gamandari, Mapshapula. The Boboyela. The Canali, Yali, Negiledo, Jara left you being. Nana left you being. Palau Gaunari left your mother, Sodari le. Tabi Gauna ne Dudule, Matong Lodobu, Tamadi. Soda ne Dudule, Matong Lodobu, Guru, Soda ji made it in Toknoklara. Gauna ji made it in Lovane, Tonara. The Baba Yala. Magauna ji made it in Dodane, Tona. Lokla. Gauna ji made it in Lovalin and Lugino, Second Yinana Lokla. A good Gauna left you being. Magauna left you being. She met the boss road. Magauna ne duro la Muzia Juzia Ludala. Gauna ne dule Mamiebu Dimaro Gauna Nagane ye mohe ne the garo Adri Biesia, she did the la. Didi Yen Pimalabula, Era Baredo, Tama Deiti. By Tama Tamari, Babaredo, Tama Tamari. David the garo Pibia Shuni de Bogu Dandama, Megan, Banaba, Shiba. Nabison Tama Tamarino. David got the Madamari Pi on good than a Pibia shooting, the Megan Shiba. Mabizo Mulabizo. Yezo in Goha Leia, Miga, Baredo, Leia Miga, so included Bogo, the Juma Miabula. Diana Nagara did them at Lude Bogo, the Lebare. Dine Luin Goga, Lube Bogo Bo. Manafanga Duluda Kosa and Baro. And Lugan Bogo Pi. Gogo Lude Bogo, the Jesu Mia out your sound, Naima. Jesu Gia Yamabo. Jesu Sayamapula. I mean, the feather Jumia out your sound in good than Megan Banaba, Sheba, Megan Sheba Ganging, Pibia Banedo, Shuja, Bashuame. I mean, Pibia Shuni in Leia Miga. Pibia Shuni Baro, Pibia Mashuyin. Leia Mizo, Juma Babu or Mohobu, Jumia than the La, Yabu, Danya, the feather Jumia, the Jin Leia Migampi on Pibia Banedo, Shuja, Bashuame. I mean, Pibia should have got that, and more than a day I lady now got a gay couple Malovula. And I nearly got them like day. A gay cat there, Kama, Kontama Dilo, a gay kaba, Baredo. Kondamari so that I bell like we so Yaba Mala. Do I Kondamari Lujigo, bell like Zamalobu. Now bell like Zamalo, the Naragamaro, people are an Italigo. The Naragamaro say she in a gekani. Tu Pini, Pini, de Bello, do be a Dama Banero, Piedello, to Mabia Devon, and Bia de prejusted Malone. So you're Jetty Masone. Shinya Yella. Siadamaro Bioma Pibi Dano Payale Homa Pibi Biedano Mana Ubia. Though we may go to get you there, Kaja Duma Biadi, say she never nedo, Shiva. The Baba Yala, do be a doyen now got him, Mat Habu Malovula. Mat Habi, Eddie Abia Mine, Nyan Ligo, Don Chama, Dila Megan Lome. Pibia Mine, Nyango, Don Chama, Ba Megan Lome. Dali Majaula. Pibi, Ain't Yanli Don Cha. Beijing Don Chaya Malelumi, the Pedara go. The garden was same as for me. Did Dani Majaula. Pibi Banedo. Elodin do Biancezia. Yancezia Malo in Mesa was a biodila. Mabio in Mesa was a gin shang like the bado. Tama was a be. And Tama was a babulo. Did the Lamegin, the Lonaya the Lelome, the Pibian Yen Yanligo, Balo Lilo, a Don Chalai. Lecrina Tilado, Manabula. The Yajido, Ye Banedo. Mabiabula. Davian Nadia the Bolle Pibi. Ain't Yanligo, let you don't chat. Let it don't chat or young only La Manabula.
ရာလည်းဖြစ်ပြီးရင်ဆိုသူတတ်เสียမလို့တော့တကောင်သီလတွေမလုံဘူးလားဘာလို့သီလလုံတာလဲလို့မေဖြစ်ပြမြင်တဲ့ဉာဏ်ကိုဘာလုံနေတော့အသုံးချတော့ apply လုံနေလို့သဘောပေါက်ရလားအဲ့လိုအသုံးချတိုင်းသီလမဲ့ခင်နေမလုံဘူးလားအဲ့တော့ဖြစ်ပြရှုတော့က9ပါးအသုံးချတော့3ပါးပေါင်းလိုက်တော့ဘယ်နှပါး10ပါးနဲ့ပြည့်စုံရင်လေယာမြေကောင်းမဖြစ်ဘူးလားအဲ့လိုနဲ့သီလတွေလုံလာတော့အပေကြစရာကြောင်းအပေကြစရာကြောင်းမရှိတော့ကိုယ်စိတ်တဲ့ပိုကြည်ပြီးပိုအားထုတ်လိုက်တဲ့ကဖြစ်ပြမြင်ရကမုံရကဆုံးသွားပြီဆိုရင်ဖြစ်ပြဆုံးတဲ့နိဗ္ဗာန်ဉာဏ်အားဖြင့်မျက်မှောက်ပြုမယ်ဓမ္မ2မဲ့3မဲ့4မဲ့များရရင်နောင်ခန္ဓာရသေးလားမရပါဘူးနောင်ခန္ဓာမရရင်နိဗ္ဗာန်မဆံဘူးလားဒါဖြင့်မဲ့ခင်10ပါးနဲ့ကျင့်ခြင်းအားဖြင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေအကျိုးများအောင်ရွတ်ဆောင်ကြမဲ့ခင်10ပါးကျင့်သုံးခြင်းအပြင်ကိုယ်တိုင်လည်းပဲဒုက္ခတွင်းကလွတ်မြောက်အောင်ကြိုးစားကြဒါပေမဲ့ခင်10ပါးအကျင့်တာကိုယ့်အတွက်လည်းအကျိုးများတယ်ကိုယ်ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေလည်းအကျိုးများတယ်မိသူတပါးနှစ်ဖြာသောကြိုးစည်းပွားနဲ့ပြည့်စုံတယ်တရားအထုတ်တယ်ဆိုတော့ဘယ်တော့မှတကူကောင်းအလုပ်မဟုတ်ဘူးအဲ့ဒါအမြဲတမ်းမှတ်ထားတရားထုတ်တယ်ဆိုတော့ကိုတယောက်တည်းကောင်းနေတယ်လို့ဟုတ်ရဲ့လားဟုတ်ပါဘူးဗျာကိုကနေမဲ့ခင်10ပါးနဲ့ကျင့်လိုက်မယ်ကိုပေးမယ်ကမ်းမယ်ပုဂ္ဂိုလ်ကုညီမဲ့ပုဂ္ဂိုလ်တွေအားလုံးအကျိုးပဲနဲ့တော့ကိုကလေယာမြေကောင်းဖြစ်သွားလို့ရှင်းကြရလားမဲ့ခင်10ပါးနဲ့ကျင့်လိုက်တော့ကိုယ်တိုင်ပြိဿသမုပ္ပါဒ်တွေပြမဲ့ညာဘုံညာရရင်ကိုယ်တိုင်အရိယာဖြစ်တော့သံဃာစခန်းကမလွတ်ဘူးလားလွတ်သလားသန္တရာဝိတ္တုကမလွတ်ဘူးလားဒါမဲ့ခင်10ပါးကျင့်တာကိုယ့်အတွက်လည်းအကျိုးပဲနဲ့တော့ပတ်ဝန်းကျင်အတွက်လည်းမိသူတပါးနှစ်ဖြာသောကြိုးစည်းပွားနဲ့မပြည့်စုံဘူးလားပြည့်စုံတဲ့အလုပ်ဖြစ်သောကြောင့်ဒကာတော့မဲ့ခင်10ပါးအကျင့်တရားကိုပွားများအားထုတ်ကြစေကုန်သတည်းအားလုံးသဘောပေါက်ရလားကိုယ်တိုင်ပင်လည်းတခါတလေအလှခံဖြစ်နေတတ်တယ်ဒါတော့အမြဲတမ်းမှတ်လိုက်တခါလေကိုယ်တိုင်ပင်လည်းပါတယ်တော့ခွေးလေးတကောင်ကိုကထမင်းလေးဟင်းလေးကျွေးလိုက်တယ်ကိုကကိုကြီးရတဲ့ပုဂ္ဂိုလ်ကျေးဇူးရှင်ခွေးလေးကကိုကျွေးတာစားတော့ကျေးဇူးကံအဲ့ဒီခွေးလေးကညတခါတော့လူစိမ့်မြင်ဟောင်းပြီးညကြရင်ကိုစောင့်ရှောက်တယ်အဲ့ဒီချိန်ကဘသူကကျေးဇူးရှင်ကိုကကျေးဇူးခံအခါခသိမ့်ဘဝတစ်လျှောက်လုံးမှာကိုကကြီးပဲကျေးဇူးရှင်မဟုတ်ဘူးကိုကကြီးပဲကျေးဇူးရှင်လို့ထင်နေရင်လက်မထောင်လာတတ်တယ်သဘောပေါက်ရလားဒါကြောင့်ကိုမတတ်နိုင်တဲ့အလုပ်သူများစီကအကူအညီတောင်းရတိုင်းကိုဟာကျေးဇူးခံဝါအလှခံပဲလို့မှတ်တော့အဲ့လိုကိုကကျေးဇူးခံအလှခံဖြစ်နေရင်ကျေးဇူးရှင်အလှပေးတဲ့ပုံကိုယ်တွေအကျိုးများအောင်ရွတ်ဆောင်တတ်ဖို့တော့အဲ့လိုအကျိုးများအောင်ဘယ်လိုလုပ်ရမလို့မြတ်သူပေးတာစားတော့သူ့အိမ်သွားပြီးရေထမ်းနေရမှာလားအဲ့ဒါလုပ်တာမဟုတ်ဘူးလုပ်ရမှာကသူကလှူတာပေးတာကမ်းတာကုညီတာယူတဲ့အချိန်မှာကိုယ်တန်တန်မဲ့ခင်10ပါးအကျင့်တရားကိုကျင့်နေဖို့ဘယ်နဲ့တော့လိုတယ်အဲ့လိုကျင့်နေကိုဟာလေယာမြေကောင်းဆိုကုညီတဲ့ပုံကိုယ်တွေအကျိုးပဲနဲ့တော့ညာမယ်အဲ့ဒီမဲ့ခင်10ပါးကျင့်လိုက်တော့သစ္စာသိရင်ကိုလည်းအရိယာဖြစ်တော့တန္တရာဝိတ္တုခါကမလွတ်ဘူးလားကိုယ့်အတွက်လည်းဂျိုးများတယ်ပတ်ဝန်းကျင်အတွက်လည်းဂျိုးများတယ်လုပ်ရတဲ့အလုပ်ကတလုပ်သေးဖြစ်ပေမဲ့သဘောပေါက်ရလားတလုပ်သေးလုပ်ပေမဲ့အကျိုးများတဲ့ဤသင်နေတာနော်တကြရင်းလို့တကြလောက်မြတ်တဲ့ဤကိုဦးဇင်းတို့မသိဘူးသင်ရတာမောတယ်တကြပဲရင်းတာဘလောက်ပဲမြတ်တကြပဲမြတ်တာအကျိုးမြတ်သိပ်နေတယ်တကြရင်ပြီး4-50 တောင်မြတ်တဲ့ဤသင်နေတာကိုကတော့ဖြစ်ရှုလိုက်တာပဲဒါပေမဲ့အကျိုးတရားနည်းနည်းလားအများကြီးလားအများကြီးပါကိုယ်ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေကျိုးများသွားတယ်စွန့်နေကိုယ်နဲ့လူတဲ့ပုဂ္ဂိုလ်တွေကျိုးများသွားတယ်ဟောခင်ထားကျင်းထားဝေယဝိဆာလုပ်တဲ့ပုဂ္ဂိုလ်တွေဘယ်နဲ့တော့ကျိုးမများဘူးလားများသလားအဲ့တော့တရားတော်မဲ့ခင်10ပါးအကျင့်တရားကိုကျင့်တာဟာမိမိအကျိုးတယ်မကတလောကလုံးအကျိုးကိုရွတ်ဆောင်ရာရောက်တယ်လို့မှတ်ပြီးအဲ့ဒီအလုပ်ကိုမျက်နိုးတန်ဖိုးထားပြီးလုပ်ပါလို့ဦးဇင်းကတိုက်တွန်းတာသဘောပေါက်ပြီနော်ကဲအားလုံးအပြည့်ကင်းပြီးအင်းငြိမ်းချမ်းသာရှိကြပါစေ